ကျွန်တော်ပြင်အောင်နော်စာပြည့်နာ918ဒီမှာဟောပြ哦，也差不多。OK，ဒီတူလာဝတ္ထုခန်းကြီးတဲ့ငယ်တဲ့ဒီတော့မဖယားဒီတော့လေးပေါ့ အိန္ဒိယပြည်မှစ၍ ဥရှာပြည်တန်အောင်တိုင်းပြည်129ပြည်တို့ကို ဆိုရသောရှင်ဘီအာရွှေယူသည် ရှုရှင်နံတော် ရာဇပတိပေါ်မှာခြား၍ နန်းဆန်သုံးနှစ်တွင်ဂရိဘူမေဒီဘူညာပြီးပြီးတော့မူမတ်ဝင်များတို့ကို ခေါ်၍ မူတော်မတ်တော်ကျွန်းတော်အောင်တို့ကိုဝဲတော်တော်မူ၏ဘုခါနိုင်ငံတော်စီးစိမ်ဘုံအာနုဘော်တော်ကိုအယက်180ပတ်လုံးပြန်တော်မူ၏နော်ဣတတာရဲ့ဇလံဖြစ်လာဖို့ရအကြောင်းကဘယ်နေရာမှာလဲဆိုတော့ဣတွေလာတိုင်းပြည်ခန္ဓာမှာမဟုတ်ဘူး display တိုင်းပြည်မှာမဟုတ်ဘူးသူများတိုင်းပြည်မှာဖြစ်တယ်ဘာဖြစ်လို့သူများတိုင်းပြည်မှာဣတတာအကြောင်းဖြစ်လာရလဲဆိုတော့ဘာဘူးလုံးရှင်ပြည်တွေကဣတွေလာလူမျိုးတို့ကိုလာပြီးတော့တိုက်ပြီးတော့အနိုင်ယူပြီးတော့Basic ခေါင်းဆောင်သွားတဲ့သူတွေရှိတယ်။ကျွန်ဖြစ်နေတဲ့ basic ခေါင်းဆောင်သွားတယ်။နှစ်90သွားပြီးတော့ကျွန်ဖြစ်နေတဲ့အခြေအနေပေါ့နော်။အဲ့တော့အဲ့ဒီဘာဘူးလုံးဘုရင်တွေကိုဒီပေရတိမီဒီဆိုတာကဒါကပါရှာဘုရင်တွေကိုပြောတာရှေ့လေပိုင်းဟောသူကဒါကအီရန်ခေါ်တယ်။ဘာဘူးလုံးကကျတော့အီရတ်နော်ဒီပါရှာကျတော့အီရန်ကိုဖွဲ့တော့ဆိုတော့သူတို့တွေကဘာဘူးလုံးပြန်သွားတိုက်ပြီးတော့ပြန်နိုင်သွားပြီးတော့ကျွန်းဣဒလာလူချုပ်ပြန်လွတ်လိုက်တာအဲ့ဒီမှာအိဇရာတို့နေဟမီတို့နော်ပြန်ပါသွားတဲ့အချိန်ဒါပေမဲ့မော်ဒဂဲကမပြန်တော့ဘဲနဲ့အဲ့ဒီမှာကြံခဲ့တဲ့အုပ်စုထဲမှာပါတဲ့အုပ်စုနော်ဆိုတော့အဲ့ဒီမှာဒီဖြစ်လာစရာအကြောင်းကပါရှားဘုရင်နော်တော့သူကထာဝရဘုရားကိုမသိတဲ့ဘုရင်ပဲထာဝရဘုရားကိုမကိုးကွယ်တဲ့ဘုရင်ပဲထာဝရဘုရားကိုမကိုးကွယ်တဲ့ဘုရင်လက်ထဲမှာထာဝရဘုရားကိုကိုးကွယ်တဲ့သမီးလေးကိုသွားပြီးတော့ထည့်လိုက်နော်ဆိုတော့မေးစရာမေးခွန်းတော့ရှိတယ်ဒါဆိုရင်ဓမ္မောင်းခေတ်မှာဘာဖြစ်လို့ဘုရားသခင်ကဘုရားရဲ့သားသမီးတွေကိုဘာဖြစ်လို့အခြားတိုင်းပြည်ထဲမှာသွားပြီးတော့မိဖုရားတော့ဖြစ်စေတာလေဘုရားအချမ်းစီကတော့နားတော့မလည်နိုင်ဘူးဒါဆိုရင်ယေရှုကိုဘာဖြစ်လို့မယုံကြည်သူတွေထဲမှာဘာဖြစ်လို့ဘုရားအပ်ပြီးတော့အသက်ခံခဲ့ရလဲမိကုမေးစရာရှိတော့နော်တော့ဒါဘုရားရဲ့လုပ်တဲ့အရာကတော့ကျွန်တော်နားမလည်နိုင်ဘူးတော့ဘာပဲဖြစ်ဒီထဲမှာဘုရားကသူ့လူမျိုးတွေကိုအဆုံးစွန်သောအခြေအနေတွေကပျက်စီးတော့မဲ့အခြေအနေတွေကဘုရားရဲ့မျက်နှာသာပေးခြင်းကိုဘယ်နေရာမှာပဲဖြစ်ဖြစ်ဘုရားကသူ့လူတွေကိုစောင့်မကွယ်ကားတယ်အဲ့ဒါကိုရင်းစေခြင်းပဲဖြစ်တယ်ဘုရားရဲ့အကျင့်စီရင်းစေခြင်းပဲဒီဘုရင်ကအယံချမ်းသာဩဇာလည်းအယံကြီးတယ်သူအုပ်ချုပ်တဲ့တိုင်းပြည်ပဲကြီး129တိုင်းပြည်နော် state မဟုတ်နော် state 50မဟုတ်ဘူးတိုင်းပြည်အဲ့လိုပြောတယ်ဘယ်ကနေပဲထိလဲဆိုအိန္ဒိယပြည်ကနေကုရှာပြည်ထိသူကဩဇာလွှမ်းမိုးတယ်ကုရှာပြည်ဆိုတာအီသီယိုးပီးယားကိုခေါ်တာနော်အီသီယိုးပီးယားကုရှာဆိုတော့တောက်လျှောက်ပေါ့ကမ္ဘာမြေပေါ်မှာမျက်စိထဲမှာမြင်အောင်ကြည့်လိုက်ပေါ့ဟိုးပဲလောက်ကနေဟိုးပဲထိကျွန်တော်လည်းညိုပြကျွန်တော်ဗမာပြည်အထက်ပိုင်းမှာကြည့်လိုက်အိန္ဒိယအဲ့လောက်ကနေဟိုအာဖရိကထိကြည့်လိုက်ဂျားမှာအရှေ့လယ်ပိုင်းဆိုတော့တောက်လျှောက်သူ့ရဲ့ဩဇာလွှမ်းမိုးတဲ့မှာသူ့ရဲ့ empire ပေါ့သဘောကအဲ့လောက်ထိသူဩဇာကြီးတယ်ဒါဆိုရင်သူ့အောက်မှာဝန်ခံတဲ့တိုင်းပြည်တွေအများကြီးရှိတဲ့အခါမှာသူချမ်းလဲချမ်းသာတယ်ဒါလောက်အရှိန်ဩဇာကြီးပြီးတဲ့အခါမှာသူ့ဝန်ခံတဲ့အခါကျတော့သူ့ကိုပေးကြခွန်ဆက်ကြရှိမှာပေါ့အဲ့တော့အရင်ချမ်းသာတယ်
သူဘယင်ဖြစ်ပြီးတော့သူဘယင်ဆက်ရှိတာပေါ့ဒီနာမည်နဲ့အာရွှေတို့ရှုရှန်နန်းတော်မှာအာရွှေရှင်ပြေနန်းထိုင်လို့3နှစ်ပြည့်တဲ့အခါမှာတဲ့သူလက်ထက်မှာသူဘလောက်ကြီးကျယ်ခန္ဓာပြီးသူနန်းတော်အသစ်ဆောက်လိုက်တာဆောက်ပြီးတော့ဘလောက်ကြီးကျယ်ခန္ဓာပြီးတော့ဘလောက်ချမ်းသာလဲဆိုတာကိုပြပွဲလုပ်တာရက်ပေါင်း180ဆိုတာမလဲဘူး6လဒါပေမဲ့အဲ့ဒီ6လဆိုတာက6လလုံးဒီလူတွေပဲဒီပွဲမှာကြည့်နေတာအဲ့လိုမဟုတ်ဘူးသူရဲ့အောက်မှာကတိုင်းပြည်အများကြီးရှိတဲ့အတွက်တိုင်းပြည်တိတိကသူ့အချိန်နဲ့သူလာတာဒီပွဲကိုဒါကြောင့်6လကြာတာနော်ဥပမာကျွန်တော်တို့ကြီးပဲ6လလုံးဒီပွဲကိုပြောနေတာအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကတလက်ဘိုးဘက်အင်ဒီနာပိုလစ်ကတလက်လာကြည့်တာပေါ့လာပြီးတော့ဒီပြပွဲကိုလာကြည့်တာဒါကြောင့်သူ့ရဲ့တိုင်းပြည်အောက်မှာသူ့ရဲ့လက်အောက်မှာတိုင်းပြည်အများရှိတဲ့အတွက်ကြောင့်သူက6လလုံးပြပွဲလုပ်6လပြည့်ပြီးတော့နောက်ဆုံးတပတ်ပြည့်တဲ့အခါတပတ်ကျန်တဲ့အခါကျတော့သူကအဲ့ဒီတပတ်လုံးစားပွဲတောက်ပွဲရောက်လာတဲ့သူကိုကျင်းပတယ်အဲ့လိုစားပွဲတောက်ပွဲကျင်းပတဲ့အခါမှာဒီနေ့ပဲကျွန်တော်ဖတ်တယ်ဆရာတော်ပြောသေးတယ်သူတို့တောက်တဲ့အရက်ခွက်တွေကစပြည့်ခွက်တွေကကုန်ရွှေကြီးအရင်ချမ်းသာတာသူကနော်ဆိုတော့သူတို့ကျွန်တော်အသေးစိတ်မဖတ်တော့ဒီနေ့ကျွန်တော်ဖတ်နေတဲ့အခါမှာနော်သူတို့ရဲ့အခမ်းအနားသူတို့ decoration နဲ့ဘလို့တိတ်အဲ့ဒါတိတ်စိတ်မလို့ပြောပြစားနော်ဒီနေ့အဖြစ်သူ့ရဲ့ချမ်းသာကြွယ်ဝကြောင်းနဲ့သူ့ရဲ့ဩဇာအာဏာဘလောက်ကြီးမားကြောင်းကိုမြင်စေအောင်ဆိုတော့ဧတတာဝတ္ထုမှာအဓိကကြားတဲ့ပုဂ္ဂိုလ်ဒီပြီးရင်ဧတတာပြီးရင်မော်ဒဂဲပြီးရင်ဟီဂဲဆိုတဲ့မင်းဆိုအုပ်ပြီးရင်ဟာမန်ဆိုတဲ့ဣဖရီလာလူကိုဖျက်ဆီးခြင်းနဲ့ဒီလူ9ယောက်ကဒီထဲမှာအဓိကကြားတဲ့လူဖြစ်တယ်သူတို့ရဲ့လှုပ်ဆောင်မှုသူတို့ရဲ့ပါဝင်မှုကြောင့်မို့လို့ဣဖရီလာလူတွေဟာဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့ကြီးမြတ်ခြင်းကိုဣဖရီလာလူထဲကနေပုံပြီးတော့ထင်ရှားတယ်ဒီလူတွေရဲ့ပါဝင်နေတဲ့အခန်းကဏ္ဍ9နေရာကြောင်းပါနော်ဆိုတော့ဘယင်ကတော့ဩဇာအာဏာကြီးတယ်ချမ်းသာကြွယ်ဝတယ်ဒါနဲ့ပဲ9ရက်လုံးအရင်စပြည့်တောက်ပွဲကျင်းပပြီးတော့နောက်ဆုံးနေ့မှာသူကအရင်မူးနေပြီပျော်နေပြီပေါ့အဲ့လိုပျော်နေတဲ့အချိန်မှာသူရဲ့မိဖုရားတိတ်ချောတဲ့မိဖုရားရှိတယ်ဝါစတီဆိုတာရှိတယ်အဲ့ဒီဝါစတီကိုသူကကဲငါပိတ်ချားထားတဲ့လူရဲ့ရှေ့မှာမင်းလာပြီးတော့မင်းရဲ့အလှကိုလာပြီးတော့ဝတ်ဆင်ပြီးတော့ပြပါလို့နော်လူခေါ်လွတ်လိုက်တာအဲ့လိုလူခေါ်လွတ်တဲ့အခါမှာမိဖုရားကလည်းသူ့ဟာသူပွဲလုံနေတာအဲ့ဒီအရှိလေပိုင်းကလူတွေရဲ့ထုံးစံကမိန်းမတွေကယောက်ျားနဲ့အတူတူပွဲလုံလေမရှိဘူးဒါသူတို့ထုံးစံနော်ယောက်ျားတွေပွဲလုံနေမိန်းမမပါရအောင်မိန်းမတွေပွဲလုံနေနေအောင်ယောက်ျားတွေမလာဘူးအဲ့လိုမျိုးတော့သူတို့ဟာသူတတ်တတ်ချင်းလုံနေအဲ့တော့သူ့ကိုလူခေါ်လွတ်လိုက်တယ်မိဖုရားညင်းလိုက်တယ်မိဖုရားကဘာလို့ညင်းလိုက်လဲဆိုအကြောင်းပြချက်ရှိသူလူတွေကမူးရေးပြီးတော့ပျော်ပါနေတဲ့အချိန်ကျမှသူကအလှသွားပြမှာဆိုတော့အဲ့ဒါကိုသူစိတ်ဆိုးတယ်နောက်တစ်ချက်ကျတော့သူ့လူခေါ်လွတ်တာကမိဖုရားကိုယ်တိုင်ကိုလူခေါ်လွတ်တာကအစီပါးနေတယ်ဒါကြောင့်သူကသူ့ကိုတန်ဖိုးမထားဘူးပေါ့တကယ်ဆိုရင်မိဖုရားကိုလာပြီးတော့လူခေါ်လွတ်တဲ့အခါမှာနည်းနည်းအရာရှိတွေလာမှာဒါပေမဲ့အရာရှိတွေကိုမလွတ်ဘဲနဲ့အစီအပါတွေကိုပဲလွတ်ပြီးတော့လာပင့်ခိုင်းတဲ့အခါကျတော့ဒါကြောင့်မကျေနပ်ဘူးဒါကြောင့်မလာဘူးသူရဲ့အလှကိုလည်းမိုးရဆောက်တောက်စားနေတယ်သူတွေအရှိမှာတော့လာပြီးတော့မထုတ်ဖော်ပြနိုင်ဘူးတာမန်လူတွေလောက်ဒီလိုမျိုးအခမ်းအနားနဲ့ဆိုတော့တမျိုးအခုကမူးနေတဲ့သူတွေအရှိမှာသူကလာပြီးတော့ပြမယ်ဒါကြောင့်သူစိတ်ဆိုးမလာဘူးညင်းလိုက်တော့ဘယင်ကအကြီးကျယ်စိတ်ဆိုးတော့သူ့ရဲ့အမိန့်ကိုဖြေဆိုင်ရမလားဆိုတော့အဲ့နဲ့သူ့ရဲ့အရာရှိတွေကချန်ပေးအရာရှိတို့ဥပဒေအရာရှိတို့ကဒါတော့မသိတော့ဘူးကြီးနော်မင်းကြီးကစင်ခေါ်တာကိုမင်းကြီးရဲ့မိဖုရားကိုယ်တိုင်ကနားမထောင်ဘူးဆိုတော့အဲ့ဒီအရှိတဲ့ဘိုင်းကမိမ့်မကိုဒီလိုလောက်ထားတယ်နော်ဒါဆိုရင်တဲ့တိုင်းပြည်မှာရှိတဲ့မိန်းမတွေကသူတို့ယောက်ျားတွေကိုနာခံတော့မှာမဟုတ်ဘူးဘယင်ကြီးကစီရင်ချက်တစ်ခုတော့ချရမယ်မချခဲ့ဘူးဒီတိုင်းလွတ်ထားတယ်ဆိုရင်တဲ့တိုင်းပြည်မှာရှိတဲ့မိန်းမတွေကသူတို့ယောက်ျားကိုဘာလို့ငါတို့ဘယင်တော်မှသူ့မိဖုရားကိုမစီရင်ဘူးဆိုပြီးမှထောက်เสียတယ်ဖြစ်လာမယ်ဆိုတော့သူတို့အကြံပေးတို့ဥရိယာရှိတွေကနော်အဲ့လိုဓမ္မတတ်တိုင်းစီရင်တဲ့အခါကျကဲလှုပ်စေဆိုပြီးမှ
နောက်တော့ဒီမိဖုရားဘွားရှိကဘယင်ရှိကိုလုံးဝဝင်ခွင့်မရှိတော့နောက်ပိုင်းသူတို့ရဲ့တမိုင်းကြောင်းကကြီးတဲ့အခါမှာဒီမိဖုရားကိုဆုံးမစီလိုက်တော့ဒီလိုမျိုးဖြစ်သွားတယ်နော်ဒါနဲ့ပဲဒီမှာမိဖုရားမရှိတော့ဒီမိဖုရားအများကြီးနော်ဆိုတော့မိဖုရားတယောက်တည်းပြောတာ sorry secondary wife ပေါ့ဒုတိယသူ့အတွက်အချိန်မရွေးခေါ်ပြီးတော့သုံးလို့ရတယ်မိန်းမကတော့ကြိုက်တဲ့လောက်သူထားလို့ရတယ်ဒါပေမဲ့မိဖုရားအရင်မြစ်ကတော့တယောက်ပဲရှိရနော်ဒါသူတို့ရဲ့ထုံးစံသူတို့ရဲ့ရိုးရာပေါ့ဒါနဲ့အချိန်နဲ့နည်းနည်းကြာသွားတဲ့အခါမှာအဲ့ဒီဓမ္မသက်စီနဲ့သူတွေကပဲထပ်ပြီးတော့ပြောတယ်ဘုရင်ကြီးဒီတရားတယောက်တော့ရွေးဖို့ကောင်းတယ်ဘုရင်ကြီးရဲ့လက်အောက်ခံတိုင်းပြီးမှရှိတဲ့အပြုကညာတွေကိုကြော်ညာလိုက်ကဲမိဖုရားရွေးမယ်ဒါပြီးတော့ရွေးခံကြပါလို့ကြော်ညာလိုက်ဆိုပြီးတော့အဲ့လိုအကြံပေးတော့ကဲကောင်းတယ်လုပ်ပါဆိုပြီးတော့ကြော်ညာလိုက်နော်အဲ့လိုကြော်ညာလိုက်တဲ့အခါမှာခုနမော်ဒဂဲဆိုတာကမော်ဒဂဲဆိုတာကဒီနန်းတော်မှာတကယ်ဆောင်နေတယ်လောက်တာသူကသူ့မှာမွေးမြူထားတဲ့သူမွေးထားတဲ့ဒီမှာဟာဒဒဆိုတာနော်တကယ်တော့ဣတတာနာမည်ရဲ့ဣတရီကနာမည်ကဣတတာမဟုတ်နော်အက်စတာမဟုတ်သူကဟာဒဒလို့ခေါ်တယ်ဟာဒဒပမာလို့အင်္ဂလိပ်လိုပြောဟာဒဇက်နာမည်ဟာဒဇက်လို့လည်းပြောတာတတ်တယ်နော်အဲ့တော့ဣတတာဆိုတာကဘာဖြစ်လို့ဣတတာလို့မိတ်လိုက်လဲဆိုတော့ဒီတိုင်းပြည်မှာသူမြဲခါမှာသူ့အဖေမေကမရှိတော့သူ့အဖေမေမရှိတော့မော်ဒဂဲကခေါ်ယူမွေးစားထားပြီးတော့အဲ့ဒီတိုင်းပြည်ရဲ့နာမည်ကိုဒီပါရှာတိုင်းပြည်လူမျိုးရဲ့နာမည်ပေးထားလိုက်တာဒါနဲ့ပဲမော်ဒဂဲကတကားဆောင်လည်းလုပ်တယ်ဒီလေးကိုလည်းချားတော့တကယ်ဆိုရင်ဘယင်ကလေမိဖုရားရွေးတဲ့အခါမှာသူတို့လူမျိုးထဲကပဲရွေးတာသူတို့လူမျိုးအပြင်ကမရွေးဘူးနောက်ပြီးတော့မိဖုရားရွေးတော့မှသူတို့လူမျိုးထဲကတော့ရွေးတာတော့မှအထက်တန်းလွာထဲကသမီးကညာတွေကိုပဲရွေးတာအခုဣတတာကမော်ဒဂဲရဲ့ညီမလို့တော့တော်တယ်တူမလို့လည်းတော်တယ်သူကအဖေမေမရှိတော့တဲ့အခါမှာဘယ်ကသားသမီးဆိုတာသူ့မှာစီးရင်မရှိတော့ဒါကြောင့်လို့သူ့ကိုတနည်းအားဖြင့်ဒီအရှိလေပိုင်းပါရှားတွေရဲ့လူမျိုးတွေရဲ့နာမည်ကိုလည်းပေးလိုက်တဲ့ခါကျတော့ဣပိလလူမျိုးမှမသိတော့ဒါကြောင့်သူကိုမိဖုရားရွေးခံဖို့အတွက်လမ်းတော်ထဲကိုထည့်လိုက်နော်လမ်းတော်ထဲကိုထည့်လိုက်တယ်အဲ့တော့မိဖုရားအရွေးခံဖို့အတွက်မိဖုရားရွေးခံဖို့အတွက်အပြူကညာပေါင်း1000ကျော်လာပြီးတော့ရှင်းပြတယ်ဣတတာကလေသိချောတယ်ဣတတာဘယ်လောက်ကြီးချောလဲဆိုတော့ဣတရီလာတမိုင်းရဲ့မှတ်တမ်းမှာအချောဆုံးမှတ်တမ်းတင်တဲ့အမျိုးသမီး၄ယောက်ရှိတယ်ဆာရာဆိုတာအာဗြဟံရဲ့မိန်းမဆာရာနော်ဆာရာကကြည့်နော်အာဗြဟံကသူ့နေရင်ပြီကနေဘုရားကထွက်လာပါလို့ပြောတဲ့ခါမှာအသက်85နှစ်ရှိပြီအသက်85နှစ်ရှိပြီဒါဆိုရင်သူ့မိန်းမကသူနဲ့တိတ်မပါဘူး10နှစ်လောက်ပဲกว่าဒါဆိုရင်ဆာရာဘယ်လောက်ရှိလဲ60ရှိပြီခါနန်နဲ့ရောက်ရောခါနန်မှာခဏအစာခေါင်းပါတယ်အဲ့တော့သူတို့ကဘယ်ကိုပြေးဆိုအီဂျစ်ကိုခဏပြန်ပြေးသွားတာအီဂျစ်ကိုပြေးသွားတဲ့အခါမှာအာဗြဟံကသိတယ်အီဂျစ်ဘုရင်ရဲ့ထုံးစံကမျိုးသမီးချောဆိုရင်သူတို့ကကြိုက်ရင်တိတ်ပတ်လိုက်တာနော်ဒါပေမဲ့ယောက်ျားရှိရင်တော့သူတို့မသိဘူးယောက်ျားရှိရင်တော့မသိဘူးဒါပေမဲ့သူတို့တိတ်ကြိုက်တယ်ယောက်ျားရှိရင်တစ်ဖက်လက်ပြီးတော့ယောက်ျားကိုလှုပ်ချန်ပြီးတော့တေးပြီးစုလွတ်ပြီးဆိုတော့တိတ်နေရှိတယ်ထုံးစံရှိတယ်ဒါကြောင့်အာဗြဟံကသူတေးမှာဆိုလို့လင်ခိုင်းလိုက်တာငါညီမလို့လိန်တော့ပြောလိုက်မင်းယောက်ျားလို့ပြောရင်ငါတေးမှာငါ့မင်းကတိတ်ချောတဲ့အတွက်ငါ့ကိုတတ်ပြီးတော့မင်းကိုယူသွားမှာဟိုလဲရောက်ရောလာစုံစမ်းတာ
ဆိုသူညီမပါလို့ပြောတဲ့အခါကျတော့ပိုကြိုက်တာပေါ့လူဖြစ်နေတာအာဗြဟံအတွက်ချက်မှာဆိုတော့တခါတည်းတိမ်သွားတာ60ရှိပြီနော်ဘယ်လောက်ချောလဲဆိုဘယ်နာမှလာတိမ်အကြောင်းဣဒေလာလူမျိုးတမိုင်းမှာစအဲ့ဒါမျိုးလေနှစ်ခေါက်အာဗြဟံအဲ့လိုမျိုးနှစ်ခေါက်လင်ခိုင်းတာနောက်မုံအာဗြဟံမှာပဲနှစ်ခေါက်လင်တယ်နောက်တစ်နေရာမှာလည်းအဲ့လိုပဲလင်ခိုင်းတာမောဘာပြင်းနေမသိဘူးပြီးသွားပြီနော်ဆိုတော့နောက်တစ်ခေါက်လင်တော့လည်းအသက်တောင်ပူကြီးနေပြီအဲ့ဒါလည်းချောနေတုံးပဲစာရာအဲ့လောက်ထိနော်အချောဆုံးတမိုင်းထဲမှာစာရာပါတယ်ပြီးတော့နောက်တစ်ယောက်ကဒါဝိဒ်ရဲ့ဒုတိယမယားဖြစ်တဲ့အဘိဂဲလသိလားအဘိဂဲလဆိုအဘိဂဲနော်အင်္ဂလိပ်လိုကြောအဘိဂဲဗမာလိုကြောအဘိဂဲလနော်သူကဘဒုရဲ့မိန်းမလဲဆိုတော့နာဗလာဆိုတာမသိဘူးအဲ့လူတယောက်ရဲ့မိန်းမဆိုတော့သူ့ရဲ့တိုးတွေကိုသူ့ရဲ့ဒါဝိဒ်နဲ့စစ်တပ်ကဒါဝိဒ်နဲ့အဖွဲ့တွေကတောထဲမှာရှောလူလိုက်လို့ထပ်ပြေးနေရတဲ့အချိန်မှာအဲ့ဒီလူတယောက်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုဒါဝိဒ်နဲ့လူတွေကစောင့်ရှောက်ပေးတာပေးတာဒါနဲ့ပဲဒါဝိဒ်ကကဲငါတို့ဒီလောက်သူ့ကိုကြွယ်ကပေးတဲ့အတွက်သူ့လူတွေကိုလွတ်လိုက်တာငါတို့စားစရာရအောင်ပေးပါငါတို့စားစရာမရှိဘူးအဲ့လူမှတော့ယူခဲ့တယ်အဲ့ဒါနဲ့အဲ့လူကဘယ်သူလဲငါမသိဘူးမင်းတို့ငါမသိဘူးဘာဖြစ်နေညာဖြစ်တယ်ဆိုတော့အဆက်ခွဲပြီးလွတ်လိုက်တာအဲ့နဲ့ဒါဝိဒ်ကစိတ်ဆိုးပြီးတော့ငါတို့ကမင်းကိုဒီလောက်ကြွယ်ကစောင့်ရှောက်ပေးတာမင်းကငါတို့ဒီလိုအဆက်ခွဲလားဆိုပြီးတော့ကဲသွားပြီးတော့စစ်တိုက်မယ်တတ်မယ်ဆိုပြီးတော့ခြိတက်သွားတာအဲ့ဒီတည်င်းကိုအဲ့ဒီလူရဲ့မိန်းမအဘိဂဲကကြားတော့တောင်းပန်မို့လောက်တာအဲ့နဲ့အဲ့ဒီအဘိဂဲကဖြတ်ထိုးညံကောင်းတယ်ရုပ်လည်းချောတယ်ဆိုတော့သူကစားစရာတွေအကုန်လုံးပြင်ဆင်ပြီးတော့မှဒါဝိဒ်တို့လာမဲ့လမ်းမှာသူ့ယောက်ျားစီမရောက်ခင်မှာသွားကြိုပြီးတော့နော်လက်ဆောင်ပဏာပေးပြီးတော့ဟုတ်ပါတယ်ကျမယောက်ျားဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်ဆိုမှတောင်းပန်ပြီးတော့ဒါဝိဒ်ကိုနစ်တယ်လည်းဒါဝိဒ်စိတ်ပြီးတော့သွားမတတ်တော့ဒါပေမဲ့ဒါဝိဒ်ဆိုတာဘုရားစိတ်တော်နဲ့တွေ့တဲ့သူဘုရားစိတ်တော်နဲ့တွေ့တဲ့သူကိုမထီမဲ့မပြုတဲ့သူကိုဘုရားကဘာဆိုပိုးကိုက်ခိုင်းလိုက်တာယောဂရတော့တာအဲ့ဒီအဲ့နေ့တင်ချင်းမဲ့တည်သွားတာနော်အဲ့နဲ့ပဲဒါဝိဒ်ကလည်းအဲ့မိမောင်တော့လိမ့်ပိုက်လိုက်တော့အဲ့လိုဒါတော့သူတို့ဇာလမတော့အဲ့ဒါအဘိဂဲဆိုတာတိတ်ချောတာအဲ့ဒါဣတေလမျိုးတိုင်းမှာဒုတိယတယောက်နောက်တတိယတယောက်ကဘယ်လိုလဲသိလားပြည်တစားရခတ်သူတို့မတန်တယ်တိတ်ချောတယ်ဆိုတော့ကျွန်တော်မသိဘူးသူကြောင်းတော့နောက်တယောက်ကအေးတတာတိတ်ချောတယ်အေးတတာကတိုင်းတစ်ပါးမျိုးသားအဲ့ဒီဘာရှားဘရင်နဲ့ပတ်သက်ရင်ပေါ့သူကအရွေးခံတဲ့အမျိုးမဟုတ်ဒါပေမဲ့တိတ်ချောလွန်လာပါတဲ့အတွက်သူ့ရဲ့အမျိုးကိုလည်းပဲဣဒေလအမျိုးမှမသိတဲ့အတွက်မော်ဒကဲကဘာလို့လဲဆိုကဲမင်းလည်းမိဖုရားတော့ရွေးခံဆိုပြီးတော့ထည့်လိုက်တာနန်းတော်ထဲကိုထည့်လိုက်တာဆိုနန်းတော်ထဲကိုထည့်လိုက်တဲ့အခါမှာနန်းတော်ရောက်ခြင်းနဲ့ကဲအခန်းကြီး2ရဲ့အငယ်8ကိုကြည့်ရအောင်ဖတ်ရ8ကိုရှင်ပြမိန်တော်ကိုထုတ်၍ရှင်ပြမိန်တော်ကိုထုတ်၍ကြောသောအခါအပြူများတို့ကိုနန်းတော်သို့ဆွေးစေ၍မိမဆိုးခေကဲ၌အရာတွင်ဣတတာကိုလည်းနန်းတော်သို့ခေါ်ဆောင်၍ခေကဲ၌အကြဤဣတတာသည်ခေကဲစိတ်နှင့်တွေ့၍မျက်နှာရသဖြင့်ခေကဲသည်စင်ကြယ်စေသောစိတ်မျိုးနှင့်ပေးရသောအဝတ်စားကိုအလင်းအမြန်ပေး၏နန်းတော်၌ရွေးကောက်သောကျွန်မ9ယောက်တို့ကိုလည်းပေး၍ဣတတာနှင့်သူ၏ကျွန်မတို့ကိုအပြိုနှင့်အလျော်နှင့်အမျက်ဆုံးသောနေရာ၌ချီးမြှောက်လေ၏ဟုတ်ပြီကဲခုနန်းတော်လဲဝင်လာရောမိဖုရားအရွေးခံမှုအတွက်ဝင်လာရောသူတို့ကအဲ့ဒီအပြိုတွေကိုဘုရင်အတွက်အရွေးခံမဲ့အပြိုတွေကိုစောင့်ရှောက်တဲ့ထိမ့်သိမ့်တဲ့ဟေဂဲဆိုတာရှိတယ်မိမစိုးမိမထိမ့်မော့မိမထိမ့်အဲ့ဒီဟေဂဲစီမှာအပ်တဲ့ခါမှာဟေဂဲကအားလုံးကြည့်တဲ့ခါမှာဣတတောင်စိတ်သဘောတွေ့စိတ်တွေ့တာနဲ့ဟေဂဲကိုမျက်နှာသာပေးပြီးတော့တခြားလူတွေထက်သူကအစီပါ9ယောက်ကိုလည်းပေးပြီးတော့သူ့ကိုအကောင်းဆုံးနေရာမှာထားတယ်
ပြီးဝင်လာတဲ့သူတိုင်းနန်းတော်ထဲကိုဝင်လာတဲ့သူတိုင်းကိုဗာပြီးလဲဆိုတော့စင်ကြယ်စေသောဆေးမျိုးနဲ့အဝတ်အစားနော်နန်းတော်ရဲ့စီကံရှိတယ်နန်းတော်ထဲကိုဝင်ချင်တိုင်းဝင်လို့မရဘူးနန်းတော်ထဲကိုတင်းအဝတ်စားနဲ့ဝင်လို့မရဘူးနန်းတော်ဝင်ချင်ရင်နန်းတွင်သုံးအဝတ်စားနဲ့ဝင်ရတယ်ပြီးရင်နန်းတော်ထဲမှာနေထိုင်တော့မယ်ဆိုရင်နန်းတော်ကစင်ကြယ်တဲ့တန့်ရှင်းစေတဲ့ဆေးကိုတောက်ရတယ်နော်ဒါနန်းရဲ့ထုံနှံတလေးပဲတင်းဟာတင်းအပြင်မှာဘလောက်ပဲချောချောဘလောက်ပဲအဝတ်စားကောင်းကောင်းဝတ်တက်ပြင်တက်စင်တက်နန်းတော်ထဲဝင်လာရင်နန်းတော်ကလက်ခံတဲ့အလှမျိုးနဲ့နန်းတော်ကလက်ခံတဲ့အဝတ်စားနဲ့နန်းတော်ကပေးတဲ့ဆေးကိုတောင်းရတယ်ဒါနန်းတော်ရဲ့ထုံးစံဆိုတော့အခုဒီဘယင်ကြီးကဩဇာအာဏာတိတ်ကြီးပြီးတော့တိတ်ချမ်းသာတဲ့ဘယင်ဖြစ်တယ်အကြောင်းဒီဘယင်ထုတ်တဲ့စီကံအတိုင်းဒီဘယင်စီကိုလိုင်းဒီစီကံအတိုင်းသူကဝင်ရတယ်တခြားနည်းလမ်းနဲ့ဝင်ခွင့်မရှိဘူးဘလောက်ပဲတင်းဟာတင်းအပြင်မှာဘလောက်ပဲပြန်နေအောင်ချောပါစေဒီထဲမှာပုံကြပမကြနန်းတွင်ဝတ်စားဝတ်ဆိုလေဒါပဲဝတ်ရဒါနန်းတော်စီကံပဲတော့တေဘေကဖျားရှိမောက်ကိုဝင်တဲ့အခါမှာတင်ပါကြီးပဲဖြစ်နေမဖြစ်ပဲမဖြစ်ဖျားရဲ့စီကံတိုင်းပဲဝင်ရတယ်ကိုယ့်ရဲ့စီကံနဲ့ဝင်ရအောင်ကိုယ့်ရဲ့စိတ်အထင်နဲ့ဝင်ရအောင်နော်နန်းတော်ကပေးတဲ့ဝတ်စားနဲ့အခုကျွန်တော်တို့ကဖျားရဲ့ရှေ့တော်မောက်ကိုဝင်နေတာဖျားရဲ့ရှေ့တော်မောက်မှာဖျားရဲ့မျက်နှာချင်းဆိုင်နဲ့သွားစကားပြောနေတာတနည်းအားဖြင့်အခုယေရှုကကျွန်တော်တို့ကိုးကွယ်နေတဲ့ယေရှုကဘယ်မှာနေလဲမြင့်ဆုံးသောကျွန်တော်တို့ထဲမှာရှိတယ်ဝိညာဉ်တော်အဖြစ်ဟုတ်ပြီနော်အမြင့်ဆုံးသောကောင်းကင်မှာတတိယကောင်းကင်ခမည်းတော်ရဲ့လက်ရဘက်ပလင်ကောင်းကင်ရဲ့တဲတော်ထဲမှာနေနေတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ကသူ့ရှိကိုသွားတာကျွန်တော်တို့ကအခုမြေကြီးပေါ်မှာလူစားတိလာခံတဲ့ယေရှုသူငယ်လေးကိုကိုးကွယ်နေတာမဟုတ်ကျွန်တော်တို့ကအာယုံပြုနေတာမြေကြီးပေါ်မှာလူစားတိနဲ့နမိတ်လက္ခဏာလာပြုတဲ့ယေရှုရဲ့အသက်30အရွယ်အဲ့ဒီတဘာဝကိုကျွန်တော်အာယုံပြုနေတာမဟုတ်နော်နမိတ်လက္ခဏာပြုပြီးတော့အောက်ဘက်တကူမျိုးပြနေတဲ့ယေရှုကိုပဲကျွန်တော်တို့အာယုံပြုနေတာမဟုတ်တော့သူကအသေးခံပြီးတကြိုပြီးတော့ရှင်းရောက်ပြီးတော့အခုပြန်ရှင်တဲ့တကူနဲ့ခမည်းတော်ရဲ့လက်ရဘက်ပလင်မှာအာနာဇက်အားလုံးနာမတကာတို့ရဲ့အားလုံးရဲ့အထက်မှာစိုးစံနေတဲ့ဘုံနဲ့တကူနဲ့ပြည့်တဲ့ဖယားကိုကျွန်တော်တို့ကအာယုံပြုနေတာနော်ဘာမှမဟုတ်တဲ့သူငယ်လေးကိုကျွန်တော်အာရုံပြုနေတာမဟုတ်ဘူးမြေကြီးပေါ်မှာတကူနမိတ်လက္ခဏာပြယုံလေးလူသားဇာတိကိုအာရုံပြုနေတာမဟုတ်စัจ java လာတစ်ခုလုံးကိုရဲ့ကောင်းကင်အောင်မြေကြီးမှာရှိသမျှနာမတကာတို့ရဲ့အထက်မှာစိုးစံတဲ့ဘုံနဲ့တကူနဲ့ပြည့်နေတဲ့ဖယားကိုကျွန်တော်ကအာရုံပြုနေတာသူ့ရှေ့ကိုဝင်နေတာအခုဧဒတာဆိုတာကပုံဆောင်ချက်ကအချမ်းသာဆုံးဩဇာအာဏာအကြီးဆုံးဘုရင်အရှိမဝင်တဲ့အခါမှာအဲ့ဒီစီကံတိုင်းဝင်ရတယ်ကျွန်တော်တို့ကလောလောဆယ်မြေကြီးမှာအခုကျွန်တော်တို့ကောင်းကင်တဲတော်ထဲကိုဝင်တော့မှာကောင်းကင်တဲတော်ထဲကိုဝင်ရင်မြေကြီးအနက်နဲ့မရကောင်းကင်အနက်နဲ့ဝင်ခွင့်မရှိလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးเนาะမထီမဲ့မြင်မပြူရအောင်ပြောတာဘုရားရှိတော်ဝင်ခါဘုရားလက်မခံတာပြောတာမဟုတ်ဘူးကျွန်တော်ရဲ့စိတ်ထားကိုပြောစေချင်တာမြင်စေချင်တာဟုတ်ပြီလားယူသေးတမှုနဲ့ဂုံပြုခြင်းလေးစားခြင်းကျွန်တော်ဝင်တွေ့နေတဲ့သူကတင်ကအိုဘားမားအရှိမလေးစကားပြောတဲ့အခါမှာဘာစီလို့စားပြီးစကားပြောမလားဟမ်ပြောမလားပြောရင်တင်ဘာဖြစ်သွားမလဲတ
ပြောလဲမပြောရဲပါဘူးအဲ့လိုမျိုးတော့ဟိုဘာမှတော့တရားမထီမဲ့မြင်မပြူရုံမလားဒါပေမဲ့ဖခင်เจ้าမှာတော့တရားဖုန်းတက်လည်းရိုက်တယ်မလားဟမ်လှုပ်ချင်တာလှုပ်ပြောချင်တာပြောနေတယ်ဖခင်နဲ့အာယုံပြုတဲ့ဖခင်ကိုကျတော့အမြင့်ဆုံးသောဖခင်ကိုကျတော့သင်္ကတခါတလေဟိုလက်စကားပြောဒီလက်စကားပြောဖုန်းလည်းမ off တာနော်ဖုန်းလိုက်တော့ဖုန်းကင်လိုက်သေးတယ်ဟုတ်လားအဲကြောင့်ဖခင်เจ้าမှာဖုန်းတွေပိတ်ထားတာကောင်းတယ်အမြင့်ဆုံးသောဖခင်နဲ့ဆက်သွယ်နေတာအမြင့်ဆုံးသောဖခင်ရဲ့စကားကိုနားထောင်တာကျွန်တော်ဖုန်းပေါ်တယ်ဟုတ်တယ်အဲဆိုတော့တိတ်ရေးကြီးတယ်အဲ့ဒါအနောက်ဆက်ဖြစ်တယ် worship တွေလည်းနောက်ဆက်ဖြစ်တယ်တရားဟောဆရာတွေလည်းနောက်ဆက်ဖြစ်တယ်တရားဟောဆရာကိုဂရုစိုက်ဖို့ကျွန်တော်ပြောနေတာမဟုတ်နော်သူလည်းပဲဖခင်ကပြောစီခြင်းတဲ့စကားကိုပြောနေတာနော်ဥမာတက်တေခိုင်လည်းပဲသူ့ရဲ့တက်တာထမှာကြီးမြတ်တဲ့ဖခင်ကဘာပြုတ်နေလဲပြောနေတာဆိုတော့အဲ့ဒါအားလုံးကဖခင်ကကျွန်တော်တို့ကိုစကားပြောနေတာတွန်းတင်နေတာသူနဲ့မိတ္တာပြုတ်အကြောင်းဖခင်ရဲ့မျက်မှောက်တော်ထဲမှာတကယ်ယူတည်မှုနဲ့ဂုဏ်ပြုခြင်းနဲ့တွားပါဘာမဟုတ်တဲ့လူရာရှိတယောက်ကိုတော့ကျွန်တော်တို့ကမချီးမြှင့်မပြုရဘူးပဲအချင်းမြတ်ဆုံးဖခင်ကိုတော့ခွင့်လွှတ်ပါတော့ကွာနားလည်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကလုပ်နေတာဟုတ်လားဖခင်ကကျွန်တော်တို့ကိုတိတ်ချင်လို့တာချမ်းစာထဲမှာ challenge ကျမ်းထဲမှာလေတိတ်ဒုစရရှိတဲ့အတိုင်းဆုံးမရမယ်ဆိုရင်နေစရာနေရာအဲ့တော့တင်နေကျွန်တော်မရှိဘူးစာငတ်130ခွင့်မှလည်းကျွန်တော်လည်းဖတ်ပြမယ်နော်လာလို့ခဏလေးတရား39လားတရားဘယ်လောက်လဲမသိဘူးတရား38လားဘယ်လောက်လဲတီးကိုပြောကဲတရား30အငယ်3မှာโอ้พระရှင်သာရဘုရားကိုတော်ဒီဒုစရိုက်အပြစ်များကိုမတ်တော်မူနဲ့ဘယ်သူဒီခံရနိုင်ပါမည်ဟုတ်လားကိုတော်ဒီဒုစရိုက်အပြစ်များကိုမတ်တော်မူနဲ့ဘယ်သူဒီခံရနိုင်ပါမည်ဒီပြုတဲ့ဒုစရိုက်ကလေတနေ့ကာယကံဝစီကံမနောကံကာယနဲ့ပြုမပြုရင်ဝစီနဲ့ပြုမပြုရင်မနောနဲ့ပြုဟုတ်လားမလားဆိုတော့ဘယ်သူမှမမနောနဲ့တော့ပြုမိမှာပဲဟုတ်လားတနေ့ကို automatic တစ်ခုကတော့ပြုမိမှာပဲဟုတ်တယ်မလားတနေ့ကိုအနည်းဆုံးတစ်ခုကတော့မားမှာပဲဟုတ်တယ်မလားတပတ်ဆိုရင်တလားဆိုရင်တနေ့ဆိုရင်ဆယ်နှစ်ဆိုရင်350အနည်း20ဆိုရင်9,000ရှိသွားပြီ automatic ဟုတ်လားဒါတဲ့ဒီစိတ်ထဲကတရက်တစ်ခုမှလာပဲတွက်ကြည့်လိုက်တာအသက်20ဆို9,000ရှိအသက်20မှာတင်ကောင်းတာ9,000ရှိလားပြန်စဉ်းစားကြည့်ရှိပါဘူးဒါနဲ့ငါကြွားချင်သေးတယ်လားဆိုတော့ဘယ်ရောက်သွားပြီနန်းတော်ထဲဝင်တဲ့အခါမှာမထီမဲ့မြင်မပြုတ်ဖို့ပြောတာနော်ဘလောက်ပဲတင့်ဟာတင်အပြင်မှာဣတရီလလူမျိုးတွေမတ်တန်းတင်တဲ့၄ယောက်မြောက်စည်းရဲထဲမှာအချောဆုံးအလှဆုံးပဲဖြစ်ပါစေအဲ့ဒီဘယင်ရှိလာရင်ဘယင်တတ်မှတ်တဲ့အဝတ်စားစီကံတိုင်းပဲဝင်ရတယ်နော်ကဲအဲ့ဒီမှာဟေဂဲကသူ့ကိုစိတ်တော်တွေ့တယ်ဆိုတာကျွန်တော်မှတ်ထားအဲ့ဒါပြောစရာအကြောင်းရှိတယ်ပြီးဟေဂဲရဲ့အကြောင်းကိုလည်းပြောစရာရှိတယ်နော်အဲ့တော့နောက်တစ်ချက်ထပ်ဖတ်မယ်အငယ်30မှာဣတတာသည်မိမိအမျိုးနှင့်မိမိဆွေညာတကာကိုမဖော်ပြမိကြောင်းမော်တကယ်တတိပေးဒီတိုင်းမဖော်မပြပဲနေ၏တဲ့နော်သူဟာဣသရေလလူမျိုးလို့သွားပြောလိုက်ရင်အရွေးမခံတော့ဒါကြောင့်မော်တကယ်ကမာလိုက်တာမပြောနဲ့တော့တဲ့အဲ့ဒီဘယင်အရှိမမိဘုရားအနေနဲ့သွားအရွေးခံတဲ့ခါမှာမင်းအမျိုးမင်းရဲ့ဇာတိပါလဲဆိုတာမပြောနဲ့နော်တဲ့ပြောရင်မင်းကိုမနစ်သက်တော့ဘူးတဲ့မရွေးတော့ဘူးတဲ့ဒိဗေကအမြင့်ဆုံးသောဖယားရဲ့အရှိမကိုယ့်ရဲ့ဇာတိနဲ့ဝင်ရလက်မခံဇာတိသဘောနဲ့ဝိညာဉ်ဘုရားကိုဆက်ဆံလို့မရဟုတ်လားဇာတိတ
တေရတယ်ဇာတိတေပြီဆိုတာနဲ့ယုံမှတ်ပြီးတော့ဝန်ခံပြီးတော့အမြင့်ဆုံးဘုရားရှင်ကိုဝင်ရတာဖြစ်တယ်ဇာတိကိုလက်မခံဘူးကဲအဲ့ဒါနဲ့ပဲသူတို့ကခုနအယောက်ပေါင်း1000ကျော်နေတိတိကတက်လာပြီးတော့ဘာလို့ရလဲဆိုရင်လာပြီးတော့အပြူရွေးခံရတယ်ကဲဆိုတော့ခုနပြောသလိုနန်းတော်ဝဆာနန်းတော်စေနန်းတော်ရဲ့စီကံတိုင်းဝင်ရတယ်စေးဆိုတာကဒီခန္ဓာကိုယ်ထဲမှာတန့်စင်စေတဲ့စေးနန်းတွင်သုံးတဲ့စေးရှိနော်ဒါကိုသုံးရတယ်ပြီးတော့သူတို့ကိုအလှပြင်ခိုင်းတယ်အလှပြင်ခိုင်းတယ်ဘုရင်ကမိဖုရားအနေနဲ့ရွေးမဲ့အခါမှာဘလောက်ပဲချောချောဘလောက်ပဲလှလှနန်းတော်ထဲမှာအလှပြင်ရတယ်ကဲကျန်းစာမဖတ်သေးပဲနဲ့ဘယ်သူသိတယ်အလှဘလောက်ပြင်ရတယ်双股，ဘလောက်လဲငါခါကဲကျန်းစာမဖတ်နိုင်ဘူးပြောကြည့်အောင်ဒီဘယင်ကသူတို့ကိုဘလောက်ထိအလှပြင်ခိုင်းလဲပြီးပြားဝင်ရွေးခံပါ3ရက်ဟုတ်ပြီကပြောကြည့်ပါခံမှန်ပြောကြည့်အောင်9ရက်ကပြောကြည့်ပါအောင်ဆဲခါရတာဘယ်လောက်ရှိမှထင်လဲ6လရလေသူတို့မွေးတဲ့ချီနော်အပင်ထိုက်တဲ့ချီကဲချီဒီဘရင်အရှိမတရက်ပဲဝင်တွေးရမှာနော်တရက်ပဲဝင်တွေးရင်တွေးလို့ဘရင်ကချိန်နှံ့ရင်ရွေးလိုက်ပြီမချိန်နှံ့ဘူးဆိုရင်သွားတော့နောက်တစ်ခါမလာနဲ့တော့တနစ်အလှပြင်ရတယ်โอ้တနစ်6လနီးဆိုင်မရောက်ဒါနန်းတော်စီကံပဲဒီဘရင်သိတ်ကြီးကျဲတာသိပြီးတော့သူကအလှပကြိုက်တာအချောမောအလှပအနုရွသူကသိပြီးတော့သူကဇီစာကြောင်းတာနော်တနစ်အလှပြင်ရတယ်အဲ့ဒီတနစ်မှာ6လကတစ်မျိုး6လကတစ်မျိုး6လလုံးလုံးဘာလို့ရလဲဆိုရင်မူရန်စီနဲ့ကြီးချိုးရမူရန်စီအဲ့ဒါနဲ့ရေချိုးပြီးတော့နောက်ထပ်6လကိုအမွေးနဲ့တာအမျိုးမျိုးလင်းရတနစ်ပြည့်ပြီးမှလဲကြခေါ်တာနန်းတော်စီကံမရဒါကြောင့်ပြောတယ်တင်းပါတင်းအပြင်မှာဘလောက်ပဲချောမောလာပါတဲ့စင်းဝင်သူဖြစ်နေပါစေနန်းတော်ဝင်လိုက်နန်းတော်တတ်မှတ်တဲ့အလှနဲ့ပဲရနော်အဲဆိုအဓိပ္ပာယ်ကဖျားရှိမှကျွန်တော်တိုးဝင်တဲ့အခါမှာဖျားဘာနှစ်သက်တယ်ဖျားဘာတတ်မှတ်တယ်ဆိုတာနဲ့ပဲသွားရတယ်ဖျားနှစ်သက်တဲ့ຢာနဲ့ပဲသွားကဲဘာဖြစ်လို့တစ်နှစ်တောင်မှပြင်နေလဲလိုက်ခုနလွယ်ရလို့အင်းဇယ်ကဲဟုတ်ပြီကဲကျွန်တော်နားလည်အောင်ဟုတ်ပြီနားလည်အောင်ပြောပြနော်အခုကဲ shopping သွားမယ်အခုထပြီးတော့ကဲ warm up သွားမယ်ဆိုရင်ဘယ်လောက်ပြင်စရာလို့လဲရှိတာပုံစံတိုင်းထသွားလို့ဖြစ်တာရတယ်ဖြစ်တယ်ကမင်္ဂလာဆောင်ကိုမိတ်ဆွေမင်္ဂလာဆောင်သွားမယ်ဆိုရင်အနည်းဆုံးဘယ်လောက်တော့ပြင်မယ်လားတနားမိနစ်တော့ပြင်ချိုး15မိနစ်တည်းဆိုတော့တနားရီလေဘယ်လောက်ပြင်မလဲစိတ်တိုင်းမကြဘူးရှင်လေးလားဘာဖြစ်လို့လဲဝါမသွားတာကြတော့မပြင်ဘူးဘာဖြစ်လို့မင်္ဂလာဆောင်ကြတော့ပြင်တာလဲလေးကြီးလို့ညရည်လာတယ်လာပါစို့ညရည်မတင်တော့ဆိုတော့ဖြစ်တယ်ဘာဖြစ်လို့အလားလာချင်လို့ရှင်ရောရှင်တော့ရတယ်ခင်ဗျ
နဲ့ချီတော့ကတော့ ဘောမကိုရှော့ပင်းသွားတာနဲ့ကိုရဲ့မိတ်ဆွေမင်္ဂလာဆောင်သွားတယ်အလှပြင်တာချင်းတူလားမဖြစ်လို့လေ ဘောမမှာပစ္စည်းပဲကြည့်တယ်မင်းကဆောင်မှာလူပဲကြည့်တယ် ဝလာကမလာစားပွဲမလို့ ဟဲ့နော်ဟုတ်တယ်ဘာမှနည်းနည်းမစင်စားပါနဲ့နေရမတူဘူးထားတဲ့တန်ဖိုးချင်းမတူဘူးဟုတ်လားကိုအလေးအမြတ်တနိုးထားတာချင်းတန်ဖိုးချင်းမတူဘုမာကဒီတိုင်း just ဒီတိုင်းမဲ့သွားတာဒါပေမဲ့ဘုမာကျတော့ဂုံအထရီရှိတယ်နော်မင်္ဂလာရှိတယ်ကိုတန်ဖိုးထားတယ်ကိုတန်ဖိုးထားတာကိုပေါ်ပြတယ်ဟုတ်တယ်နော်ကိုလာချင်တာကတပိုင်းပေါ့စုပ်စုပ်ပြက်ပြက်တော့ဘယ်သူမှမသွားဘူးစုပ်စုပ်ပြက်ပြက်သွားတယ်ဆိုရင်သူ့ကိုသွားဂုံပြူတာမဟုတ်တော့ဟုတ်တယ်နော်အဲဆိုရင်ကိုတငယ်ချင်းရဲ့ကိုမိတ်ဆွေရဲ့ကိုရဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ်ရဲ့မင်္ဂလာဆောင်ဆိုရင်ကိုကသွားချီးမြှင့်ပါလေသွားချီးမြှင့်တယ်ဆိုတော့ကိုတဲ့အတက်ရဆုံးအလှဆုံးသူ့ကိုဂုံယူတဲ့အနေနဲ့သူ့ကိုဝါချွားတဲ့အနေနဲ့ကိုလည်းအလှဆုံးပြင်ဆင်ပြီးတော့အတက်ရဆုံးပြင်ဆင်ပြီးတော့သွားတယ်တမ်းပိုးပြောတာနော်အခုဘာကြောင့်တနစ်အလှပြင်ခိုင်းတယ်ဆိုတော့အဲ့ဒီဘယင်ဟာတိုင်းပြည်129တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘယင်ဖြစ်တယ်။ဩဇာသိပ်ကြီးတယ်။အိုဘားမားအရှိမတင်တီလို့ထားမသွားပါဘူး။ဒါကတော့ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ဒီတန်းထားတွေ့ချင်လည်းရတယ်ဒါပြဿနာမရှိဘူး။ဒါတက်ဥစားမယ်ဘယင်စနစ်မဟုတ်နော်။တချို့ကအိုဘားမားတို့လိုဒီချက်နဲ့တော့တွေ့တာပဲဘာဒါပြဿနာမရှိဘူး။နော်ဒါဒီခေတ်တွေ့ခေါ်နေတော့မတူဘူးပေါ့။နော်ဒါပေမဲ့ဘာဖြစ်နိုင်ငံတော်အခမ်းအနားဆိုရင်တော့တင်တီလို့တော့မသွားပါဘူး။အနည်းဆုံး formal dress နဲ့တော့သွားမှာပဲဟုတ်တော့မလား။ necktie နဲ့ suit နဲ့တော့တရက်သွားမှာပဲဆိုတော့အတိတ်ကတန်ဖိုးထားခြင်းကိုပြောတာဟုတ်နော်ဒါကြောင့်အချမ်းနဲ့အချမ်းသာဆုံးဖြစ်တယ်ဩဇာအာဏာလည်းအကြီးဆုံးဖြစ်တဲ့အတွက်အရေးကြီးတယ်ဘောမသွားတာကတိတ်ရေးမကြည့်ဘူးကိုသွားတဲ့နေရာကဘလောက်ရေးကြီးတယ်လဲဘလောက်တန်ဖိုးရှိတယ်လဲဆိုတဲ့အပေါ်မှာကိုယ့်ရဲ့ပြင်ဆင်ခြင်းကပြောင်းသွားတယ်ဟုတ်နော်ဒါဆိုရင်အခုကကျွန်တော်တို့ကအမြင့်ဆုံးသောဖရားကိုတွေ့ဝင်ပြီးတော့မိသားဖွဲ့ကိုးကွယ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နှလုံးသားတွေကပိုးပြီးတော့ပြင်ဆင်ဖို့ကောင်းတယ်နော်သူကျင့်အောင်ပြင်ဆင်တာမဟုတ်သူ့ကိုဂုံပြုတ်ချင်တာကိုပြောတာနော်ကျွန်တော်တို့ဘယ်လိုဝင်သူကျင့်တတ်ပြီးသားပဲဒါပေမဲ့ကျွန်တော်တို့ဘက်ကတိတ်ကြီးမြတ်တယ်တိတ်ကောင်းမြတ်တယ်တိတ်တကူကြီးတယ်အရာအလုံးတတ်နိုင်တယ်ဆိုတဲ့ပုံမှာကျွန်တော်တို့ရဲ့ဂုံယူတဲ့ယူတည်တဲ့မြတ်နိုးတဲ့စိတ်နဲ့ကျွန်တော်အကောင်းဆုံးပြုတာဒါကိုပြောတာနော်ဥမာဆိုပါစို့ပြီးခဲ့တဲ့ပတ်ဆိုရင်ကျွန်တော်တို့တချင်းကျင့်ထားတာစနေညမှာတချင်းတောက်ကြရချင်းကျင့်တာတမျိုးတနေ့ကနေရောက်တော့ပါပွိုင်းနဲ့အဆင်ပြေတော့ကျွန်တော်တချင်းပြောင်းလိုက်ရတယ်ပြင်ဆင်မှုပြောင်းသွားတယ်ဒါတမျိုးနော်ပြင်ဆင်မှုကတော့လုပ်တယ်ဒါပေမဲ့ဖခင်အရှိမကျွန်တော်ရဲ့စိတ်ထားကိုပြောတာပဲဖြစ်တယ်အခက်မသိလို့ခုနလိုပါပွိုင်းအဆင်ပြေလို့တချင်းပြောင်းလိုက်ရတာကတော့ဒါမပြင်ဆင်မှုမဟုတ်နော်အကောင်းဆုံးလုပ်ရဟုတ်ပြီလားဆိုတော့အရေးကြီးတဲ့မကြည့်ဘူးဆိုတာကိုညွှန်ပြနေတာဖြစ်တယ်။ကဲတနေ့လို့ပြောတဲ့အခါမှာ6လမူရန်စီနဲ့ဘာဖြစ်လို့ဒီချိုးရတယ်လဲဆိုတော့မူရန်ဆိုတာခါတယ်မူရန်ရဲ့အရာနော်။အိုးယေရှုသူငယ်တော်ယေရှုလူစားတိခံယူတော့ကပညာရှိတွေလာပြီးတော့လက်ဆောင်ပနာပေးတဲ့ထက်မှာမူရန်ဆိုတာပစ္စည်းပါတော့ခါရရတာရှိတော့စီးဖြစ်တယ်သိပြီးတော့ကောင်းတယ်သမူရန်စီရဲ့အကျိုးကျေးဇူးကသူကဒါနဲ့လိမ့်ချန်ပြီးတော့ရေချိုးလိုက်ရင်ဒီအထက်ကအညစ်အကြေးတွေကလေဆင်သွားတယ်ချွေးပေါက်ကိုကျဲသွားစေပြီးတော့အထက်ကအညစ်ကြေးတွေပါထွက်တယ်အဲ့ဒါကြောင့်မလို့သူကဒါနဲ့နေ့တိုင်းလိမ့်ချပြီးတော့ဒါနဲ့ရေချိုးနေတဲ့အခါမှာအသားအရည်တွေကပါဆိုနောက်ပြီးတော့ဒီအရည်ပြားအောက်မှာရှိတဲ့ရေအသွားအလာတွေကိုညီညွတ်မြတ်တစေတယ်နော်အဲ့ဒါနဲ့ရေချိုးလိုက်ချွေးပေါက်ကနေကျဲလာပြီးတော့အညစ်အကြေးတွေအကုန်လုံးထွက်သွားတယ်ဆိုတော့
အသားရည်လည်းနူးညံ့သွားတယ်အထက်ကအညစ်အကြေးလည်းအကုန်စင်ထွက်သွားတယ်ဆိုတော့သူကအသားရည်ဣသွားတယ်ဆိုတဲ့သဘောနော်အဲ့လောက်ထိအဲ့ဒီအရှိပိုင်းဘယင်တွေကအဲ့လောက်ထိသူတို့ရဲ့အလားကိုသူတို့အဲ့လိုရွေးချက်အဲ့လို6လလုံးဒီအသားရည်တွေဝမောသွားပြီးတော့မှအညစ်အကြေးကင်းစင်ပြီးတော့ဖြူစင်နေတဲ့ပုံမှာဘာလုံးလိုက်ဆိုတော့6လလုံးနတ်တာတွေခုနအညစ်အကြေးထွက်သွားတဲ့နေရာမှာ6လလုံးပြန်လိမ့်တဲ့ခါကျတော့အသားအထဲမှာအမွေးနဲ့စိတ်သွားတယ်ရှိနိုင်ဒီသားဝင်းမပြီးတော့ဤနေပြီးတော့မွေးကြံဒီလောက်ထိလောက်ပြင်ခိုင်းတာစိတ်ကူးနေပြီပြင်ခိုင်းတော့တယ်တော့သူတို့အရှိတဲ့ဘိုင်းတွေကဘလောက်အမွေးနဲ့ကြိုက်လဲဆိုရင်လေဒီကြောင့်အခုကျွန်တော်ပြောနေတာကဒီကျန်းစာထဲမှာမဟုတ်ဒီ background ကိုကြည့်တဲ့ Tommy Danny ကြီးတာနော်သူတို့တွေကဘလောက်တော့အမွေးနဲ့ကြိုက်လဲဆိုရင်တနေ့တော့တဲ့သူအင်္ဂလန် conference သွားတယ်သွားလဲတော့ hotel တစ်ခုမှသူတဲဖို့ဝင်သွားတဲ့ခါမှာဟာဒီအာရတ်တွေကဖြတ်သွားတဲ့ခါမှာဟာမွေးနာပဲတခန်းလုံးမွေးနေတယ်ကြီးတတ်တော့ဘယ်လိုလဲဆိုအဲ့အာရတ်တွေဒီလိုကောင်းဝတ်ယုံကြီးနေသူတို့တွေကဘာလုပ်လဲဆိုတော့ဘာလို့ဒီလောက်တောင်မွေးနေရတာလဲဆိုတော့ရေမွေးစွတ်တာတူတယ်မဟုတ်သူတို့ရဲ့အဝတ်အစားတွေကိုလေမဝတ်ခင်မှာသူတို့အမြဲတမ်းလို့သူတို့ကပေါင်းတင်အမွေးနဲ့နေပေါင်းတင်သူတို့အင်ဂျီသူတို့ရဲ့ဝတ်လုံးတွေအားလုံးအမွေးတွေဆွဲသွားအောင်အဲ့လောက်ထိပေါင်းတင်ပြီးမှသူတို့ကဝတ်တယ်ဆိုတော့အင်ဂျီတစ်ခုလုံးနဲ့မွေးတယ်အင်ဂျီနဲ့ထိတဲ့ကိုခန္ဓာနဲ့အမွေးဆွဲသွားပြီးတော့သူတို့သွားနေကြတာအမွေးနဲ့အဲ့ဒီလိုမျိုးအဲ့တော့ကြိုက်တာဒါသူတို့ရဲ့တဘာဝပဲသူတို့ရဲ့ပုံစံဆိုတော့အဲ့ဒါမှဒီဘယင်တွေကအဲ့လောက်ထိသူတို့ရဲ့တဘာဝရှိတယ်ဒါကိုနှစ်သက်တယ်နော်ဒါကြောင့်သူကတနည်းအလားပြင်ခိုင်းတာတနည်းအားဖြင့်ဒါကဘာလဲဆိုတော့ပြင်ဆင်ခြင်းကိုယ့်ရဲ့အတ္တတာကိုပြင်ဆင်ခြင်းကိုယ့်ရဲ့အတ္တတာကိုအမြင့်ဆုံးသောသူရှိတန်ဖိုးအမြင့်ဆုံးသောသူရှိမှာဝင်တော့အခက်အကောင်းဆုံးလှုပ်ဆောင်ခြင်းကိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်ဘုရားကလည်းပဲပြင်ဆင်တဲ့ဘုရားဖြစ်တယ်ဒီလိုပြောတဲ့အခါမှာဟိုဘက်ကလုံးမနေ့ကလည်းကျွန်တော်ပေါင်ပိုင်းစင်မပြေလို့ဝิญဉ်တော်လမ်းညွန်တဲ့အတိုင်းကျွန်တော်ကလှုပ်လိုက်ရတယ်ဒါကတစ်မျိုးဒါပေမဲ့မပြင်ဆင်မဲနဲ့တော့မလာနဲ့ဘုရားကကဘာဦးတွေကကြာဆုံးသွားတဲ့လူကိုကဲတင်ဖို့ကဘာဦးသုံးပါကလေးကကဲဖို့အတွက်ဘုရားကစီမံနေချတယ်တော့ပြောတယ် last minute ကျမှလူကိုကယ်ဖို့အတွက်ယေရှုကိုလွတ်လိုက်တာမဟုတ်ကဘာဦးတွေက prophet ပြုပြီးတော့ဓမ္မခေတ်ကာလမှာ prophet အတီးတီးနဲ့ယေရှုလာမယ်ဆိုအကုန်ညွှန်းလာတာနှစ်ပေါင်းရာနဲ့ချီအဲ့ဒီခါမှာယေရှုကြွလာတယ်အကြောင်းကျွန်တော်တို့ order လုပ်ရတယ်ဂျာထဲမှာတစုံတစ်ခုဝိညာဉ်တော်ကလမ်းပြတာရှိတယ်နော်ဝိညာဉ်တော်လုံးမှာဒီလိုမဟုတ်အဲ့လိုမသွားဘူးကြောင့်သူကပြင်ဆင်တဲ့အပေါ်မှာဝိညာဉ်တော်ကလုပ်တယ်ဧတတာရဲ့ပြင်ဆင်မှုအပေါ်မှာပြင်ဆင်ထားခြင်းကြောင့်နောက်ဆုံးအခွင့်အရေးရသွားတာကျွန်တော်ရဲ့ပြင်ဆင်မှုပေါ်မှာဘယ်ချိန်ခွင့်ရပေါ်လာမလဲမသိပေါ်လာနေအဲ့ဒါကွက်တီးတယ်တင်မပြင်ဆင်ထားရင်ဘယ်လိုခွင့်ရအခွင့်ရပေါ်လာလဲတင်ဝင်လို့မရဘူးပြင်ဆင်တဲ့တို့သမီးကျွန်တော်မပြောတော့တို့သမီးကပြင်ဆင်ရတယ်ပြင်ဆင်တော့မှတို့တားလာတဲ့ခါမှာချက်ချင်းထားလိုက်သွားလို့ရတာမပြင်ဆင်တော့ကြံခဲ့ပဲဟုတ်တယ်မလားဆိုတော့အခုဘာဖြစ်လို့တစ်နှစ်တောင်ပြင်ရလဲဆိုတော့ဝင်တွေ့ရမယ့်သူက129တိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့သူ့ရဲ့ချမ်းသာမှုကလေဘလောက်တောင်မှချမ်းသာလဲဆိုတော့အဲ့ဒီဧတတာတို့ခေလွန်ပြီးတော့ယာစုနှစ်နေငယ်မှာ Alexander the Great ဆိုတဲ့စစ်သူကြီးကအဲ့ဒီအရှိလေဘန်ကိုသွားသိမ့်ပိုက်တဲ့ခါမှာသူတို့သိမ်းဆည်းရမိတဲ့ပစ္စည်းတွေထဲမှာအကြံနော်ရွှေတန်ချိန်မော1000ကျော်ရှိတယ်ဒါအကြံဒါသူစကောလာတွေကမတန်တင်ထားတယ်တမိုင်းကြောင်းလေးဒါဆိုသူတို့ခင်မှာဆိုသူဘလောက်ချမ်းသာမလဲ
ဆိုတော့ဒီလောက်ချမ်းသာတဲ့ဘယင်ကကျင့်납သွားတဲ့ပြင်ဆင်ထားတဲ့ပုံမှာကျင့်납သွားရင်ပြီးသွားပြီပွဲပြီးသွားပြီဟုတ်လားဒါကိုဆိုလိုတာဒါဆိုရင်ကျွန်တော်နှလုံးသားကပြင်ဆင်ပြီးတော့မျောလင့်တောင်းတနေတဲ့ပုံမှာဖျားကျင့်납သွားရင်ပွဲပြီးသွားပြီဝင်တွေ့ရတာကတညပဲအချိုင်းမဟုတ်ဘူးဒါနဲ့ပြင်ရတာကတနေ့တန်တလားတန်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ तू တခွန်းပြောလိုက်အားလုံးဖြစ်သွားတာကိုအပြင်ပြောလိုက်ဒါဆိုရင်ကျွန်တော်တို့ရဲ့အချိန်မရွေးပြင်ဆင်ထားတာကကောင်းလားဆိုကောင်းတာပေါ့ကျွန်တော်ကိုးကွယ်တဲ့ဖခင်ကတစ်ခုပြောလိုက်ရင်ဖြစ်စေလိုက်ရင်ကုန်ပြီးသွားတယ်ဒါကြောင့်ဘာလို့မို့လဲဆိုပြင်ဆင်ပါနော်ဖခင်နဲ့တက်တဲ့အသက်တာနဲ့ပြင်ဆင်ခြင်းကသိကြီးကြီးဒါကြောင့် तू ကတစ်နှစ်ပြင်ခိုင်းတာတညဟာဘာဖြစ်လို့ဆိုအရာရာပြောင်းလဲသွားနိုင်တယ်15မိနစ်ပဲဝင်တွေ့လို့အဲ့ဒီဖျားကြည်နဲ့သွားရင်အဲ့ဒီဖျားရဲ့မျက်မှောက်တော်ထမှာဘာမှမဆိုဖြစ်သွားတယ်ဒီဘယင်ကတစ်ခုပြောလိုက်ရင်အကုန်ပြီးသွားတယ်ဒါကြောင့်ဘာအရေးကြီးလဲဆိုတော့ worship လို့ပြောလိုက်ရင်ဖျားကိုကိုယ်ွယ်ခြင်းလို့ပြောရင် worship party musician တွေပြင်ဖို့လို့ပြင်ဆင်ဖို့လို့တဲ့ဟာတင်ဟိုလှုပ်ချင်တယ်လို့ရပါတယ်အဆင်ပြေပါတော့ပါနော်နေချင်လို့နေတောက်ချင်တယ်လို့တောက်စားချင်တယ်လို့စားနော်ပြီးတော့ဂါဂီတာတီးတတ်တာပဲငါတချင်းဆိုတတ်တာပဲငါဟွာလုတ်တတ်တာပဲဒီဟာလုတ်တတ်တာပဲအဲ့ဒါဖះအကောင်ဆုံးမပေးတာဖះကဒီတီးချင်းကိုဒီချိန်မှာလက်ခံလားလက်မခံလားဒါကတော့ဖះနဲ့ကိုယ်နဲ့ပဲဆိုင်နော်ကျွန်တော်ဘက်ကတော့အကောင်ဆုံးပြင်ဖို့အရေးကြီးတယ်ဒီပြင်မှဒီ worship ဒီအစီအစဉ်ဖြစ်တာတော့လည်းမဟုတ်ဘူးဒါပေမဲ့သင်ပြင်ဆင်ပို့ကောင်းတယ်ဟုတ်ပြီနော်ဒါကြောင့်ဘာလို့တစ်နှစ်တောင်ပြင်ရတယ်လဲဆိုတဲ့အဓိပ္ပာယ်ကိုဒီကနေ့ကျွန်တော်တို့ဖျားရှိမှတိုးဝင်တဲ့အခါမှာကျွန်တော်နှလုံးသားကိုပြင်ဆင်ကြည့်တယ်ဆိုတာကိုပြောချင်ဖြစ်တယ်နော်အဲ့ဒီခါမှာပြင်လို့တစ်နှစ်ပြည့်လို့အလဲကျခေါ်တဲ့အခါမှာအပြိုတော်တွေကလေနန်းတော်ကိုသွားပြီးတော့အရွေးခံတော်မှာအဲ့ဒီခါကျရင်ကြိုက်တာတောင်းသွားတဲ့အညာကျရင်သူတို့တူထုံးစံတာဒီညတော့ငါလည်းကြပြီဘယင်ရှေ့မှာသွားပြီးတော့မိဖုရားအနေနဲ့အလှပြပြီးတော့သွားအရွေးခံရမယ်ဆိုရင်တစ်နှစ်လုံးလုံးလည်းမူရန်စီနဲ့ရေချိုးပြီးတော့နတ်တာမျိုးမျိုးနဲ့လည်းလိမ့်တန်းပြီးပြင်ဆင်ခဲ့ပြီးပြီဒီညတညတော့အကောင်းဆုံးပြင်ဆင်မယ်ဆိုပြီးတော့ဈေးအကြီးဆုံးအဝတ်စားဝတ်ချင်တာဒီမြို့မှာဒီတိုင်းပြည်မှာရှိတဲ့အကျော်ကြားဆုံးဒီဇိုင်းပညာရှင်နဲ့ချုပ်ချင်လာငါလိုက်တော့ချုပ်လိုက်ဘယင်ဘန်နာတဲ့သုံးလို့ရအဲ့ဒါခွင့်ပြီးရင်စိတ်တစင်ဝတ်ချင်လားရွှေတစင်ဇာဝတ်ချင်လားဝတ်လိုက်ဘယင်ပေးတယ်ဘယင်ရှိမှသွားပြီးတော့အေးရှင်နာတော့ခိုင်လာတယ်အေးမခိုင်ဘူးစိတ်ဓာတ်ပါလားအဲ့ဒါအလောက်ပဲမျိုးကြီးစားဟုတ်ပြီခဏလေးခွာချမှုကိုပြောပြမယ်တင်းကစိတ်စင်စားလောက်ပဲမြင်တာဟုတ်ပြီဟုတ်ပြီနော်အဲ့ဒါနဲ့ပြောမှမသိတော့အပြိုတော်တွေအားလုံးအဲ့လိုအလားဆုံးအကောင်းဆုံးဝတ်ပြီးတော့အကြိုက်တာတောင်းတော့အလိုရှိသမျှကိုတောင်းပြီးတော့သွားတယ်အဲ့ဒီညမှာဘယင်ကမခေါ်ဘူးနောက်တစ်ခါမလာနဲ့တော့ဆိုရင်အဲ့ဒါအလုံးတင်ပိုင်တယ်အပိုင်ပေးလိုက်တာဘယင်ကိုပြန်ပေးစရာမလိုဘယင်ဘာနာနဲ့ပြန်ထည့်စရာမလိုတင်ဒီညမှာအကောင်းဆုံးပြင်ဆင်လာတဲ့အရာအားလုံးဘယင်ကခွင့်ပေးပြီးတော့အသုံးခွင့်ပေးလိုက်တဲ့ပတ်စံပဲဖြစ်အဝတ်အစားပဲဖြစ်ဟိုတစ်စင်ပဲဖြစ်အကုန်လုံးတင်ယူစီသူရဲ့ထုံးစံဒါကြောင့်ဣပတာကလွယ်လို့ခြံတဲ့အပြူတော့အားလုံးကသူတို့ကြိုက်အလိုရှိသမျှနဲ့သူတို့သွားတယ်။ဒါပေမဲ့ဣပတာကတော့တဲ့ဘယ်လိုသွားတယ်လဲဆိုကြည့်မယ်နော်။ငယ်စငါမှာမိမိသမီးကဲ့သို့မော်ဒကဲမွေးမြူသောဘာတွေအဘိဟဲလာသမီးဣတတာသည်အလက်သိ၍ရှင်ဘီရင်ထံသို့ဝင်ရသောအခါနန်းတော်မိမစိုးအပြိုတော်အုပ်ဟေဂဲစီရင်သောအရာမှတပါအဘေအရာကိုမြမတောင်းဒီကဲသူ့ကိုမာလိုက်တဲ့အရာနဲ့ပဲသွားတယ်ဘာမှမသွားဘူး
တနည်းအားဖြင့်ကဲခုဟေဂဲအကြောင်းပြောတာဟမ်ရင်လေးနဲ့သွားလိုက်ရင်လားမရင်လားမသိဘူးဟေဂဲဘယ်လိုမှလည်းမသိဘူးဟေဂဲမှလည်းတိုင်မဲ့သွားတယ်ဟေဂဲခန္ဓာကတိတ်ရေးကြီးလာဟေဂဲဆိုတာကမိန်အပြူတော်တွေကိုထိန်းနဲ့မိန်မထိန်းသူကယောက်ျားဒါပေမဲ့ယောက်ျားစိတ်မရှိအောင်တင်းကွတ်ထားခြင်းခံရတယ်သူဒါအဲ့ဒီအရှိပိုင်းလေဘီရင်ရဲ့အရှိလေပိုင်းဘီရင်ရဲ့ထုံးစံဘာဖြစ်လို့လဲဆိုတော့ဒီမိမအများကြီးကိုထိန်းဖို့ဆိုတာကမိမအချင်းချင်းထိန်းလို့မရဘူးဗလာရှိတဲ့အာကောင်မောင်းတန်တော်တော်လေးရှိတဲ့လူကပဲအော်ဟင်းဟောက်ပြီးတော့ထိန်းလို့ရတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကလည်းပဲထိန်းပြီးတော့ဒီအပြိုတော်တွေကိုယောက်ျားစိတ်ရှိနေသမျှသူကဖြတ်ခုတ်မိမှာဘယင်းရဲ့အပြိုတော်တို့ဒါကြောင့်အဲ့ဒီစိတ်လည်းမရှိအောင်ဘယင်းကတခါတည်းပါယောက်ျားစိတ်မရှိအောင်တင်ပို့လိုက်တာယောက်ျားစိတ်မရှိအောင်တင်ပို့လိုက်တယ်ဗျာဘယ်လိုလုပ်လဲတော့မသိဘူးဟိုတရုတ်ကားတွေမှာကုန်းစားမသိတော့နော်ဒီတော့ပဲဟိုရင်တော့ဟိုဗမာပြည်မှာတီဗီဇလန်တွဲတယ်လေကိုရီးယားကားမှာတရုတ်ကားမှာရှိတယ်ကုန်းဆိုတာနန်းတော်တွေမှာဘယင်းတွေကိုမှုထမ်းတယ်မိမရှာတကယ်တော့သူတို့ကမွေးကလေးကမိမရှာမဟုတ်အဲ့ဒီလိုမျိုးလုံမဲ့ခါမှာသူတို့ကမိမယောက်ျားစိတ်မရှိတော့လုပ်လိုက်ဘာလို့ဒီလူတွေကယောက်ျားတယောက်အနေနဲ့အပြိုတော်တွေကိုဘယင်းအပြိုတော်တွေကိုပြုစုစောင့်ရှောက်မဲ့ခါမှာအားရှိဖို့လိုတယ်ဒါပေမဲ့သူဟာယောက်ျားစိတ်မရှိဘူးဘာလို့ဘယင်းအပြိုတော်ကိုဖြတ်ခုတ်သွားမှာဆိုတော့အဲ့လိုလုပ်တာနော်ဒါမိမထိန်ကဲချမ်းစာထဲမှာလည်းပဲမိမရှာဆိုတဲ့အကြောင်းရှိတယ်ဗျဟုတ်ဘူးလားဘောလို့ပြောမိမရှာရတဲ့ခါလေးအိမ်မပြေတော့မိမရှာအတိမပြူလာမပြူလာကြည့်မတ်တဲ့စကူအငယ်စနေမှာနော်လူချို့တို့သည်အမိဝန်တွင်ကပင်မိမရှာဖြစ်ကြ၏အချို့တို့သည်သူတစ်ပါးဆုံးမ၍မိမရှာဖြစ်ကြ၏အချို့တို့သည်ကောင်းကင်နိုင်ငံအဖို့လုံးကမိမိကိုယ်ကိုဆုံးမ၍မိမရှာဖြစ်ကြ၏ဟုတ်လားတချို့အမွေးကလေးကအဲ့ဒီစိတ်ပေါက်နော်တချို့ကမြူဆွဲပလိုက်တာမိမရှာလောက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့သူလည်းစိတ်ပါပြီးတော့မိမရှာလောက်တာဒါပေမဲ့တချို့ကြတော့ကောင်းကင်နိုင်ငံတော်အတွက်မိမရှာလောက်တာဒီဒါဆိုရင်ဖခင်မိမရှာလက်ခံကောင်းကင်နိုင်ငံတော်အတွက်ရန်စရာကောင်းကင်နိုင်ငံတော်အတွက်မိမရှာလောက်တာဖခင်လက်ခံပါဒီကေကဒီအမေမရှာတယ်လို့ဒါကလည်းမရှာဘူးအကြောင်းနားလည်ဖို့တော့လိုတယ်နော်ဒါကြောင့်သုံးမျိုးရှိတယ်တချို့ကမွေးကလေးကဖြစ်တယ်တချို့ကသူများဆုံးမလိုက်လို့မိမရှာလို့နေထိုင်ပြုတ်တယ်တချို့ကတော့တဲ့ကောင်းကင်နိုင်ငံအဖို့လုံးကမိမိကိုယ်ကိုမိမရှာဖြစ်တယ်ဆိုတော့ဒီစကလုံးကိုသုံးထားတဲ့အခါမှာတတိထားဖို့လိုတယ်ခုနဆရာပြောလို့ဒီနေ့ကျွန်တော်စဉ်းစားတဲ့ကောင်းကင်နိုင်ငံတော့ငါတို့မိမရှာလို့မကွာဟိုမပန်းချင်းခံနော်ဟုတ်ပြီလားအဲ့တော့မိမရှာကိုဖျားကြိုက်တယ်မကြိုက်ဘူးဆိုတာကျွန်တော်ပြောပြမယ်ဒီမှာကြည့်နော်တရားဟောရကျမ်း25ကိုကြည့်ဒီကျမ်းကိုဖတ်နော်ဖတ်ပြီးတော့တင်တို့အဲ့ဒါဝိညာဉ်ဒါကျမ်းစာမှာရေးထားတယ်ပညာထဲမှာရေးထားတယ်ကျမ်းစာသဘောနဲ့ဖတ်မယ်တရားဟောရ25မှာနော်တရားဟောရ25မှာငယ်7ကနေဖတ်မယ်လူချင်းခိုင်ရန်ပြုကြစဉ်တွင်တယောက်သောသူ၏မယားသည်အပါတို့ချေ၍မိမိလင်ကိုကူညီလိုသောငါခိုင်ရန်ပြုသောသူ၏ယောက်ျားတစ်စားကိုကန်ဆွဲမိသည်ထိုမိန်းမလက်ကိုဖျက်ရမည်
ကြည့်ယောက်ျား2ယောက်ရံဖြစ်နေတယ်တဲ့ယောက်ျား1ယောက်ရဲ့မိန်းမကသူ့ယောက်ျားကိုလာကူလို့ဟိုယောက်ျားရဲ့တစားကိုသွားကန်ပြီးအဲ့မိန်းမလက်ကိုဖျက်မယ်ဒါပြညတ်ဘာဖြစ်လို့လဲကျွန်တော်ပြန်လေ့လာတဲ့ခါမှာသူယောက်ဟာသူယောက်ကမဟုတ်ဘူးတော့ရောပါလားသူရဲ့အတိတ်ကပါလဲဆိုတော့အခုဒီရောက်သူ့ယောက်ျားကိုကူညီချင်လို့လာပြီးတော့ရံဖြစ်တာကူညီတဲ့အခါဟိုဘက်ယောက်ျားတစ်စားကိုသွားကင်မိတဲ့အခါမှာရိုးရိုးပဲကင်မိတာကိုပြောတာမဟုတ်သူက injury ဖြစ်သွားတယ်injury ဖြစ်သွားတော့သူကဒီမှာဘာရှင်းပြဆိုရင်ယောက်ျားဆိုတာက production လုပ်ရတယ်မျိုးပွားတဲ့အင်္ဂါကိုသွားထိလို့မျိုးမပွားတော့ဘူးဆိုရင်မျိုးပွားတဲ့အင်္ဂါကပြတ်သွားရင်ပြတ်သွားစေတဲ့ဒီလက်ကအမှန်ဒါဆိုရင်အတိတ်ပဲကဖယားကလူဆုံးမလို့ဖြစ်လာတဲ့မိမရှာလှုပ်ခြင်းကိုတိတ်မုန်းတယ်ဖယားမိမရှာမကြိုက်ဖယားတိတ်ယွန်းတယ်ဒီလောက်ထိတတ်မှတ်ထားတယ်ဟုတ်လားမိမရှာမလုပ်ရအောင်မွေးကလေးကဖြစ်တာတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့သူများဆုံးမလို့မိမရှာမလုပ်ရအောင်အဲ့ဒါဖယားတိတ်ယွန်းတဲ့အရာဖြစ်တယ်အမင်္ဂလာဖြစ်တယ်နော်ယောက်ျားပီပီတတနေရယောက်ျားနေရာမှာဖယားကပွားများစေဖို့အတွက်ဒီလိုဖန်ဆင်းထားတာဖြစ်တယ်ဒါကဟိုညစ်ညူတဲ့သဘောနဲ့မစင်စားဘူးဖယားကတန့်ရှင်းတဲ့သဘောနဲ့ဖန်ဆင်းထားတာဒါကိုစာရန်ရဲ့သဘောနဲ့ abuse လုပ်တဲ့သဘောနဲ့ကျွန်တော်တို့ကဒီကန္တာကိုမပတ်သက်ရဘူးဟုတ်လားဖယားရဲ့တန့်ရှင်းတဲ့ရည်ရွယ်ချက်နဲ့ပဲကျွန်တော်တို့ကဒါကိုပတ်သက်ရတာဖြစ်တယ်ဒါကြောင့်အဲ့ဒီယောက်ျားနဲ့ပတ်သက်တဲ့အရာပျက်စီးဆုံးရှုံးသွားတယ်မျိုးမပွားတော့ဘူးဆိုရင်ဒီလူဟာအမင်္ဂလာဖြစ်တယ်အဲ့ဒါကိုဖြစ်စေတဲ့လက်ကဖြတ်တယ်ဒါကြောင့်မိမရှောင်ပြမလို့တဲ့ဒါကြောင့်ကျွန်တော်ပြန်ရေးထားတယ်ဗမာကျမ်းမှာအင်္ဂလိပ်ကျမ်းမှာဒါ unit ဟိုမှာလဲ unit ကျွန်တော်ပြန်ပြီးတော့ match လုပ်ထားတယ်နော်မိမရှာဒါကိုပြောတာအဲ့လိုဖြစ်စေတယ်ဆိုတော့အခုကောင်းကင်နိုင်ငံတော်အတွက်မိမရှာဆိုတာကဘာလဲဆိုတော့ကြည့်နော်ခုနဧတတာရောခေတ်မှာခုနအပြိုတော်တွေကိုထိမ့်မွတ်တဲ့ယောက်ျားကိုခန့်ထားတယ်အဲ့ဒီယောက်ျားကယောက်ျားစိတ်မရှိအောင်ဘယင်ကသူတို့ထုံးစံနဲ့သူတို့ရဲ့ထုံးစံနဲ့တင်းကွန်ပလိုက်တယ်ဒါမှသူကယောက်ျားရဲ့ခွန်အားနဲ့ယောက်ျားစိတ်မရှိတော့ဘဲနဲ့ဘယင်ရဲ့တို့သမီးတွေကိုဘယင်ကိုပဲညွန်ပြအောင်သူမဆွဲဆောင်တော့ဘူးသူယောက်ျားစိတ်မရှိတော့သူ့ကိုသူအထင်ကြီးအောင်ဆွဲဆောင်စရာအကြောင်းမရှိတော့စိတ်တန်နဲ့ဘာလုပ်ပေးလို့ရသွားပြီလဲဆိုရင်ဒီအပြိုတော်တွေကိုပြုစုပေးလို့ရတယ်ကောင်းကင်နိုင်ငံတော်အတွက်မိမရှာဆိုတာအမှုတော်ဆောင်ကိုပြောတာအဲ့ဒီအမှုတော်ဆောင်ဆိုတာကယောက်ျားစိတ်မရှိရအောင်အတိပ္ပယ်ကသဘာဝယောက်ျားစိတ်မရှိရတာပြောတာမဟုတ်ယုံကြည်သူဆိုတာကယေရှုရဲ့တတို့သမီးဖြစ်တယ်ယေရှုရဲ့တတို့သမီးကိုအဲ့ဒီတတို့သမီးတွေကိုဘသူ့ကိုပြမဆိုကိုယ့်ကိုအထင်ကြီးအောင်ယောက်ျားစိတ်မရှိအောင်ကိုယ့်ဆွဲဆောင်တဲ့အနေနဲ့မလောက်ပြရဘူးအမှုဆောင်ကဘာလို့အောင်လဲဆိုရင်တတို့သားယေရှုကိုပဲညွန်ပြမယ်ဒီလူကယောက်ျားစိတ်မရှိမှတနည်းအားဖြင့်ဖြတ်ခုတ်ခြင်းနဲ့တနည်းအားဖြင့်သူ့ကိုပဲအထင်ကြီးအောင်သူ့ကိုပဲယိုသေးအောင်သူ့ကိုပဲကိုးကွယ်အောင်သူ့ကိုပဲနော်မြင်အောင်ယေရှုနဲ့ဒီယုံကြည်သူကြားမှာဒီလိုမနေရအောင်သူကမိမရှာလို့နေရတယ်အတိပ္ပယ်ကယေရှုကိုပဲညွန်ပြမယ်ဆိုတော့လုံးဝဒီယေရှုရဲ့သူတွေကိုကိုသဘောကျလာအောင်မမျိုးဆွဲရအောင်ဒါကောင်းကင်နိုင်ငံတော်အတွက်မိမရှာလို့ပြောယောက်ျားကနေမိမဖြစ်အောင်လုပ်ပြီးတော့ကောင်းကင်နိုင်ငံတော်မိမရှာဒီလိုခဏဒါကိုပြောတာမဟုတ်အဲ့ဒီသဘောပြောတာဒါအောင်နားလဲဖို့လို့နော်ဒါကြောင့်ဒီစကားကတော့ဒီလိုမရှင်းလူတွေကအမှုဆောင်နေမိမရှာပဲမိမထိန်နေမိမစိုးအုပ်ဒီလိုပြင်းပြင်းနဲ့ပြောလိုက်အားလုံးစိတ်ဆိုးမှာဟုတ်လားတကယ်တော့ဒါကိုပြောခြင်းဖြစ်တယ်ယေရှုကိုပဲပြပေးရမယ်ယေရှုကိုပဲညွန်ပြမယ်ယေရှုကိုပဲတွင်တင်ပေးရမယ်ယေရှုကိုပဲညွန်ထုတ်ပေးရမယ်သူကဒီနေရာကနေနေတာသူ့ကိုအထင်ကြီးအောင်သူ့ကိုပဲအားကိုးလာအောင်သူ့ကိုပဲသဘောကျအောင်မလုပ်ရ
အဲ့ဒါကိုပြောတာကောင်းကင်နိုင်ငံတော်တာမရှိဟုတ်ပြီလား ဟုတ်ပြီ ဟေဂဲဆိုတာကအဲ့လိုလူနော်ဆိုတော့သူကဣဒတာဝင်လာခြင်းသူကြည့်လိုက်တာနဲ့သူသဘောကျဟေဂဲကဣဒတာတော့ဟုတ်ပြီဆိုတော့ဣဒတာရဲ့အခန်းကဏ္ဍကိုဝိညာဉ်သဘောနဲ့ဘယ်လိုကြည့်မလဲဆိုရင်ခုနတစ်ချက်နော်မိမရှာဆိုတဲ့သဘောတစ်ချက်ဆိုတော့ဒီဟေဂဲဆိုတာကအင်မတန်မှနန်းတော်မှာအရေးပါရာရောက်တဲ့သူဖြစ်တယ်နော်ဘယ်လောက်ထိအရေးပါရာရောက်လဲဆိုသူကဘယင်ကဒီအပြိုတော်အားလုံးကိုကြည်ကြက်စီမံကုတ်ကဲဖို့အတွက်အခွင့်အာဏာအပြည့်အဝလွဲထားသလိုဘယင်ကဘာကြိုက်တယ်လဲဘယင်စိတ်သဘောဘယ်လိုရှိတယ်လဲဆိုတာလည်း तू သိတယ်ဘယင်ရဲ့အကြိုက်ကို तू ပြင်ပေးရမှာဟုတ်ဒါဆိုတော့ तू ကဘာလဲဆိုတော့ဒီပြိုတော်တွေကိုကြည့်ရှုပြုစုတဲ့အပြင်ဘယင်ရဲ့အတွင်းဆုံးခံတဲ့ထိလည်းရောက်ဖို့တဲ့သူဖြစ်တယ်အဲ့ဒါမှဘယင်ဘာကြိုက်တယ်လဲဆိုတဲ့ပုံမှာဒီလူတွေကိုတွန်းတင်ပြုစုလို့ရအောင်သူကအတွင်းခံတဲ့ထိဝင်ရှိတဲ့သူဖြစ်တယ်ဒီမျိုးဆိုတော့ဒါကြောင့်ဘယင်ရဲ့အခန်းထဲမှာဘယင်ရဲ့အသုံးဆောင်ထဲမှာဘယင်ရဲ့စိတ်သဘောထားဘယ်လိုရှိတယ်လဲဆိုတော့သူကောင်းကောင်းသိဒါကြောင့်ဟေဂဲကဣဒတာကိုစိတ်တော်တွေးတဲ့အခါမှာဣဒတာကိုဘယင်ဘာကြိုက်လဲဆိုတာပြောပြလိုက်တာကျန်တဲ့လူတွေကဘယင်ဘာကြိုက်တယ်မကြိုက်ဘူးကိုယ်ကြိုက်နဲ့သွားတာကိုအကောင်းဆုံးလုပ်ပြမယ်ဆိုတာနဲ့သွားတာဣဒတာကျတော့ဟေဂဲကနေတဆင့်ဘယင်ဘာကြိုက်တယ်လဲဆိုတဲ့အဲ့ဒီချက်အဲ့ဒီ net ပေါ့အတွင်းချက်ကီးပေါ့အဲ့ဒီအရာကိုတိပြီးတော့သွားတဲ့ခါဘာမှပြင်စရာမလိုဘာမှသွားဆွဲဆောင်ပြစရာလည်းမလိုဘယင်ကြိုက်တဲ့စိတ်သဘောကိုတိပြီးတော့အဲ့ဒီအတိုင်းနေလိုက်တာအဲ့ဒီတိုင်းဝန်ခံလိုက်တာပြီးပြီဒါပဲဘာလို့ပြောစရာဘာမှသွားပြီးတော့ဟိုရွှေတွဲလဲငွေတွဲလဲတွေဟိုဒီဇိုင်းအလှဆုံးနဲ့ကိုယ်စိတ်ကူးနဲ့အကောင်းဆုံးတွေဟိုအပြင်ကဒီဇိုင်းဆရာအကောင်းဆုံးတွေမလို့အဲ့ဒါလေဘယင်ကြိုက်တာမဟုတ်လားဘယင်ကြိုက်တာကဘယင်နှလုံးသားထဲမှာရှိတာဟုတ်တယ်မလားဒါဘယင်ကြိုက်ချင်မှကြိုက်မှာဒါဆိုဘယင်အထက်ကဘာလဲဘာကြိုက်လဲဟေဂဲသိတယ်ဆိုဒီနေရာကဘာလဲဆိုတော့ဘာကိုပုံဆောင်လဲဆိုတော့နော်အမြင့်ဆုံးသောဖရာရဲ့အရှိတော်မောက်ကိုကျမ်းစာထဲမှာခမည်းတော်ရဲ့အတွင်းနဲ့နေရအရာကဲကျမ်းပိုင်းနဲ့ပြောမှရမှာတစ်ကောကျမ်းပိုင်းနဲ့မပြောရင်စကားတက်ပဲဖြစ်နေပါဘူးတစ်ကောနဲ့37ကိုဖတ်မယ်နော်ထိုရာတို့ကိုဘုရားသခင်သည်မိမိဝိညာဉ်တော်အဖြစ်ငါတို့အားဖော်ပြတော်မူ၏ဝိညာဉ်တော်သည်ဘုရားသခင်၏နာမည်တော်ရာတိုင်အောင်ခတ်သိမ်းသောရာတို့ကိုစစ်တော်မူ၏လူ၏နာမည်တော်ရာကိုလူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါအဘယ်သူသိသနည်းတို့ဤသူဘုရားသခင်၏နာမည်တော်ရာကိုဘုရားသခင်၏ဝိညာဉ်တော်မှတပါအဘယ်သူမျှမသိခမည်းတော်ရဲ့အတွင်းနှလုံးသားထဲမှာခမည်းတော်ဘာနှစ်သက်တယ်လဲခမည်းတော်ဘာခြေနဲ့တယ်လဲဆိုတဲ့အရာကိုဘယ်သူကတည်းကတန်ရှင်တော်ဝိညာဉ်တော်သိဟုတ်လားအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကဒီကနေ့ကျွန်တော်တယောက်စီတိုင်းကိုယေရှုရဲ့သဘောခမည်းတော်ရဲ့သဘောကိုဖွင့်ပြမယ်ကျွန်တော်နဲ့ကကမကုံဆုံးတိတောင်အတူရှိနေတဲ့အနီးနားမှာရှိနေတဲ့အထဲမှာရှိနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူ့ရဲ့အလုပ်ကဝိညာဉ်တော်ဆင်းလာရင်ညီကြီးပေါ်ရောက်လာရင်ဘာလို့မလဲဆိုယေရှုအကြောင်းကိုတတ်သိခံမှာတမန်တရားကိုတွန့်တင်ပေးမှာရှင်းလင်းစေမှာဒါသူ့ရဲ့အလုပ်ဒါဆိုရင်တမန်တရားဆိုတာခမည်းတော်ရဲ့ယင်ထဲကရှိတဲ့ဆန္ဒအလို့ဒါဆိုရင်ကျွန်တော်တို့ကခမည်းတော်ရဲ့အလို့ကိုသိချင်ရင်ဝိညာဉ်တော်နဲ့ပေါင်းတင်ပြီးတော့ဒါကိုဖတ်ဝိညာဉ်တော်ကဖွင့်ပြလို့ဝိညာဉ်တော်ရဲ့အကူအညီကိုတောင်းခံတဲ့အခါမှာဝိညာဉ်တော်ကနဲ့နေတဲ့အရာကိုဖွင့်ပြမှာဆိုတော့ဟေဂဲဆိုတာကဝိညာဉ်တော်ကိုပုံဆောင်တယ်အတွင်းဆုံးထဲမှာရှိတဲ့ဘယင်းရဲ့နှစ်သက်တာကိုသိပြီးတော့သူကဘဒုကိုကြည်နပ်တယ်ဆိုတော့ဣဒတာကိုကြည်နပ်တာဒါဆိုဣဒတာဟာဟေဂဲကြည်နပ်တဲ့အသက်တာရှိတယ်ကျွန်တော်တို့ဟာဝိညာဉ်တော်နဲ့ပေါင်းလို့ဝိညာဉ်တော်ကြည်နပ်ရင်ဝိညာဉ်တော်အားဖြင့်ခမည်းတော်ရဲ့အတွင်းဆုံးနဲ့နေရလို့သိရတယ်အဲ့ဒါနဲ့ဝင်ရတာ
ခုနကဟိုတခြားတို့သမီးတွေကကိုအကြိုက်ဆိုတာကကိုအကောင်းဆုံးတွားလှုပ်ပြတာတွားမလှုပ်ပြနဲ့ဘုရားရှိမှအကောင်းဆုံးဘုရားမလို့ခြင်းဘုရားလက်မခံဘူးဘာလဲဆိုတော့ဒီကျန်တဲ့တို့သမီးတွေကဘာဘယင်အရှိမှသူတို့ရဲ့အစွမ်းကိုတွားပြတာသူတို့ရဲ့အလကိုတွားပြတာပြီးရင်ဘယင်ပေးတဲ့ပစ္စည်းတော့ပဲမြတ်တာခုနဟုတ်လားကျွန်တော်သုံးစားလောက်အောင်ဘယင်ပေးတဲ့ပစ္စည်းဘယင်ပေးတဲ့အရာကိုပဲမြတ်တာအေးတတာကျတော့ဒီပစ္စည်းလောက်ပဲမြတ်တာမဟုတ်ဘူးအေးတတာကကောင်းကောင်းနဲ့တယ်ဒီလူတွေကဘယင်စီကရမယ်ဟွာဒီဟာပဲမျောပြီးတော့သွားတာအေးတတာကဘယင်ကိုမျောပြီးသွားတာဘယင်ကိုရရင်အကုန်ရပြီလေဟုတ်ဘူးလားဟုတ်တယ်တင်တို့ကအဲ့ဒီပစ္စည်းလောက်ပဲမဲ့နေတာဘယင်ကိုရရင်ဘယင်မှာရှိတာအကုန်ရပြီဗောမဟုတ်ဘူးလားဟုတ်တယ်ဆိုတော့ဘယင်ချင်အောင်ပဲနေလိုက်ဒါပဲဘယင်မှာရှိတဲ့စီးစိမ်ဘယင်မှာရှိတဲ့အားလုံးသင်ပိုင်တာပဲနော်သူများကဥပမာပေးတယ်အရန်လက်ဝဲထိုးတော်တဲ့လူရှိတယ်တဲ့လက်ဝဲထိုးလို့အရန်ထိုးလို့သူနိုင်တော့ဟာစုကြည်အများကြီးရတယ်အိမ်ရောက်တော့သူမိမအားလုံးသိမ့်လိုက်ဒါသူမိမပိုင်မဒါသူရှိသမျှအရေးချင်းသူရှိသမျှအစွမ်းအားလုံးဟာသူမိမပါလေသူမိမပိုင်တယ်သူတို့ကြသူသိမ်းတော့မှာပါလိုက်တာပါလားဘယင်အရှိမတချို့ကကိုကြိုက်တာသွားလုပ်ပြတာအဲ့ဒါဘယင်ကြိုက်မှမသိမကြိုက်မှမသိအေးတတာကတော့ဘယင်ခြေနဲ့တာပါလဲဆိုတာကိုဟီကဲပြောပြရတယ်နဲ့သွားတာဒါဆိုရင်ကျွန်တော်ရဲ့တက်တာထဲမှာကျွန်တော်တို့ကိုဘယင်ကြိုက်ကိုပြောပြမဲ့ဝိညာဉ်တော်ဒီဟုသောဟီကဲဆိုတာအမြဲတမ်းရှိတယ်အဲ့ဒါကိုနားထောင်ပါအဲ့ဒါကိုဝန်ခံဒါကြောင့်အေးတတာဝင်လဲဝင်သွားရောသူများလို့တနစ်အလှပြင်တာပဲသူများလို့6လမူရန်စီနဲ့ရေချိုးတယ်သူများလို့6လအမွေးနန္တာနဲ့လိမ့်တာပဲဒါပေမဲ့ဘယင်ရှိမှဝင်တဲ့အခါကျတော့ဘာကွာသွားလဲဆိုတော့စိတ်ထားကွာပြင်စင်နာခြင်းတူပေမဲ့စိတ်ထားကွာတချို့ကဘယင်မှာရှိတဲ့အရာကိုပဲမျှော်တာအေးတတာကိုတော့ဘယင်ကိုရရသူပြောပြီးသွားပြီဒါပဲနော်ဒါ worship နှလုံးသားကိုယ်ွယ်ခြင်းနှလုံးသားဒီလိုဝင်ရတယ်အာမင်နိုင်ကောင်းမယ်အဆက်ပြောမလား နောက်ကမှဆက်လိုက်တော့ရှင်ဖြည့်ဆိုတော့ဘယင်စိတ်တော်တွေ့တယ်နော်ဘယင်ကိုခြေနှက်စီတယ်ပေါ့နော်ဘယင်ဟတ်ထိသွားတယ်ဣတတော်ကြည့်ပြီးတော့သူများတွေနဲ့ရှင်လိုက်တဲ့ခါမှာဘယင်ခြေနှက်ပြီးတော့ဘာလုပ်လိုက်လဲဆိုတော့သူ့ကိုမိဖုရားနေမှာတင်လိုက်တယ်ကဲဣတတော်လည်းအကြောင်းလဲပြီးတော့အဲ့မှာသူမိဖုရားဖြစ်သွားပြီးတဲ့ခါမှာဟိုကမော်တကယ်ကထပ်ပြီးတော့မာတယ်ဣတတော်တော့တဲ့မင်းနန်းတော်ထဲမှာနေတဲ့အခါမှာအငယ်20မှာနော်ခန်းကြီးနဲ့အငယ်20မှာဣတတာဒီမော်တကယ်ထံမွေးမြူခြင်းကိုခံ၍နေစဉ်ခါသူ၏စကားကိုနားထောင်သည်နည်းသူနားထောင်သေးသည်ဖြစ်၍မော်တကယ်တတိပေးသည့်တိုင်မိမိအမျိုးဆွေးညာတကာတို့ကိုမဖော်မပြပဲနေတယ်မိဖုရားအဝေရွေးခံတော့ကမော်တကယ်တတိပေးလိုက်တယ်ကိုအမျိုးသဘာဝမဖော်ပြနိုင်တော့ဒီနေ့အဖြစ်အမြင့်ဆုံးသောဘုရားရှိခိုးမှာဇာတိနဲ့ကိုယ့်ရဲ့အဖြစ်ဇာတိနဲ့မရဘူးဘယင်တတ်မှတ်တဲ့သဘောဝိညာဉ်သဘောနဲ့မရတယ်အဲ့တော့အခုဘယင်လည်းခြေနဲ့သွားပြီဘယင်လည်းရွေးသွားပြီစိတ်တော်တွေ့သွားပြီဆက်ပြီးတော့မော်ဒကယ်ကတတိပေးတယ်
အဲ့ဒီဇာတိစိတ်ကိုချိုးနေတယ်။တနည်းအားဖြင့်မင်းရဲ့အမျိုးတဘာဝကိုစသတ်မပေါ်ပြနဲ့။အောင်ဆိုတော့ဇာတိဟာအမြဲတမ်းတည်ပြီးဆိုတာကိုအမြဲတမ်းသိမှတ်ရမယ်ဆိုတဲ့သဘောပြောခြင်းဖြစ်တယ်။နော်။ဒါနန်းတော်ထဲမှာရောက်ပြီးတာတော့မှဘယင်းရှင်းမှာနေပြီးဆိုတော့မှနေ့စဉ်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာယုံမှတ်ပြီးတော့ဆွဲလန်းရမယ့်အရာကငါတည်ပြီ။ကားတိုင်းမှာယေရှုနဲ့တူငါတည်ပြီ။တည်ပြီဆိုတဲ့သဘောကိုအမြဲတမ်းသိမှယုံကြည်ဝန်ခံဖို့ပြောတာဖြစ်တယ်။အဲ့တော့မော်ဒကဲကဒီဘယင်းကထာဝရဘုရားကိုကိုးကွယ်တယ်ဘယင်းဒါပေမဲ့မော်ဒကဲကထာဝရဘုရားကိုကိုးကွယ်တယ်အကြောင်းသူကိုးကွယ်တဲ့ဘုရားသစ္စာရှိတဲ့ဘုရားဖြစ်တယ်အကြောင်းသူကမယုံကြည်သူဘယင်းကိုအမှုဆောင်နေရပြီမဲ့အစေခံနေရပြီမဲ့သူကသစ္စာရှိတယ်သူကိုးကွယ်တဲ့ဘုရားဟာသစ္စာရှိသောကြောင့်သူပြုတဲ့အမှုပေါ်မှာသူသစ္စာရှိတယ်ဘာကြောင့်လဲဆိုရင်သူကဒီလိုတကားဆောင်လုပ်နေတဲ့အခါမှာတနေ့မှာကျန်တဲ့တကားဆောင်တစ်ယောက်ကဘယင်းကိုလှုပ်ချံမှုတဲ့တိုင်ပင်ဆွေးနွေးတော့သူကြားလိုက်အဲ့ဒါနဲ့မော်ဒကဲကသူ့ရဲ့ညီမသူမဧဒတာကိုကနေတစ်စစ်လန်တတိပေးလိုက်လို့ဘယင်းကိုလှုပ်ချံမဲ့သူကိုဘယင်းကစုံစမ်းပြီးတော့နောက်ဆုံးမှန်နေဆိုမှအဲ့ဒီမြောက်ကိုထပ်လိုက်တာနော်အဲ့ဆိုမော်ဒကဲဟာဘုရားကိုကြောက်ရွံ့တော်သူဖြစ်တယ်ဘုရားကိုချစ်တော်သူဖြစ်တယ်ဘုရားကိုကြောက်ရွံ့တဲ့ဘုရားကိုချစ်တဲ့သူဟာဘယ်နေရာမှာနေဘုရားရဲ့သက်သေကိုထင်ရှားတယ်ဖြစ်တယ်ဘုရားကိုကြောက်တဲ့သူဟာမယုံကြည်သူအောက်မှာနေရပေမဲ့လည်းပဲသူဘုရားကိုချစ်တဲ့သက်သေဟာမယုံကြည်သူသိဖို့အတွက်သူ့ရဲ့အသက်ရှင်ခြင်းတွေကသူဘာလုပ်လဲဆိုတော့ထင်ရှားပြဒီလူတွေကဘုရားကိုမကိုးကွယ်တဲ့သူပဲငါတို့သူတို့အောင်သစ္စာမရှိတာငါတို့ဘာသစ္စာရှိကြမလို့လဲမဟုတ်ဘူးမဆိုင်ဘူးမော်ဒကဲကိုကြည့်ခြင်းအဖြစ်သူကိုးကွယ်တဲ့ထာဝရဘုရားရဲ့သစ္စာတော်မြတ်ကိုသူရဲ့အသက်ရှင်ခြင်းတွေကသူပြုတဲ့အမှုတွေကထင်ရှားစေတယ်။နော်ဒါကြောင့်မို့အဲ့ဒီຢာတွေကအချင်းမဟုတ်ဘူး။ဘယင်ကမေ့သွားတယ်။မော်ဒကဲကတည်င်းပေးလိုက်လို့ဘယင်ကိုလှုပ်ချမ်းမဲ့ဒီသူမြောက်ပေါ်ထုတ်လို့တတ်ပြလိုက်တဲ့ပြင်ဘယင်ကသူ့ကိုကာကွယ်ပေးတဲ့မော်ဒကဲကိုချီးမြှောက်ဖို့ဘယင်မေ့သွားတယ်။ပြဿနာမရှိဘူး။အဲ့ဒါသူ့အချိန်တန်မှာဘုရားကနောက်ဆုံးအရေးကြုံလာတဲ့ခါမှာတတိပေးတယ်။နော်ဒါကြောင့်အရေးကြီးတာကဘာလဲဆိုတော့ဘုရားနဲ့ပတ်သက်တဲ့သဘောတဘာဝကျွန်တော်တို့အထက်မှာနေရာပေးဖို့ပဲအဲ့ဒီလိုမျိုးအခွင့်ပေးတော့ကြောင့်ဟာငါတို့ဘုရားသဘောနဲ့အသက်ရှင်တာပဲငါတို့မျက်နှာမရတဲ့ပြင်ငါတို့အနေခံရတယ်မထင်ပါနဲ့ဒီမှာကြည့်မော်ဒကဲဟာဒီဘယင်အပေါ်မှာဘုရားကိုကိုးကွယ်လို့သစ္စာရှိရမယ်ဆိုတဲ့သဘောနဲ့သစ္စာရှိပြီးတော့ကာကွယ်ပေးလိုက်တာဘယင်မသိဘူးနော်ဘယင်ကမတ်တန်းတော့တင်ထားပြီးမှမေ့သွားတယ်နောက်ဆုံးဘယင်စီကဘယင်မသိပဲနဲ့အမိန့်ကမော်ဒကဲတို့ကိုတတ်စီဆိုတဲ့အမိန့်ထွက်လာတယ်နော်ဒါပေမဲ့ကြည့်ဒါကိုဘယ်သူမှထားဆိုဖျားမှတ်ထားတယ်နောက်ဆုံးအဲ့ဒီအမှုကြောင့်ပဲမော်ဒကဲတို့လွတ်သွားတယ်မော်ဒကဲတို့လူမျိုးတွေအကုန်လွတ်သွားတယ်ဒါမော်ဒကဲရဲ့သစ္စာရှိခြင်းဘယင်မေ့သွားရင်တော့ဘယ်သူမေ့ဆိုဖျားမမေ့ဘူးအာမင်ဒါကြောင့်တင်းနဲ့ကျွန်တော်ရဲ့ဖျားပေါ်မှာသစ္စာရှိတဲ့အရာဟာမယုံကြည်သူနဲ့ပေါင်းတဲ့ဆက်ဆံတဲ့ခါမှာထိုသစ္စာရှိခြင်းကိုတက်တည်ထူတာလူတွေကအတိမမပြုဘူးနော်ဖျားမှတ်ထားတယ်ဖျားကအချိန်တန်ရင်အခပေးတဲ့ဖျားဖြစ်တယ်အချိန်တန်မှချီးမြှောက်တဲ့ဖျားဖြစ်တယ်ဟာလေလုယာအာမင်ဒါကိုနောက်ပိုင်းမှာကျွန်တော်တွေ့ရတယ်ဆိုတော့ဒါမော်ဒကဲရဲ့အကြောင်းဒါနဲ့ဧတတာမိဖုရားဖြစ်ပြီးတော့9နှစ်လောက်ကြာတဲ့မှာခါမှာတော့တဲ့ဘယင်ကလူတစ်ယောက်ကိုအမတ်နေရမှာမျက်နှာသာပေးပြီးတော့ချီးမြှောက်လိုက်တယ်ဟာမန်ဆိုတဲ့လူတစ်ယောက်ဟာမန်ကငကိုကလေးကဣတိလလူမျိုးကိုမုန်းတဲ့သူနော်တပါမျိုးသားဖြစ်တယ်ဆိုတော့ဟာမန်ကနန်းတော်မှာမျက်နှာရတာဘာပဲဖြစ်ဖြစ်ဘယင်ကအာနာကိုလွဲပြီးတော့ဘာပဲလုပ်လို့သူ့ကိုမျက်နှာသာပေးပြီးတော့အလုပ်လုပ်စီတယ်ဒါနဲ့မော်ဒကဲကတော့တကားမှုပဲဝင်ထွက်သွားလာတဲ့နေရာမှာသူကတကားဆောင်ဖြစ်တယ်ဟာမန်ကသူ့နေရာကနေနန်းတော်ဘုရင်နန်းတော်ကိုဝင်ထွက်ပြီးတော့အလုံးလုံးရတဲ့သူဖြစ်တယ်ဒီတကားကိုအမြဲတမ်းဖြတ်သွားတယ်တနေ့မှာနော်ဟာမန်ဖြတ်သွားတဲ့ခါတိုင်းမှာတကားဆောင်နေရအကုန်လုံးဥညွတ်ကြတယ်ဒါပေမဲ့ကျန်တဲ့သူတွေကဥညွတ်ပေမဲ့မော်ဒကဲဥမညွတ်အဲ့နဲ့ကျန်တဲ့သူတွေကမင်းဘာလို့ဥမညွတ်လဲလို့မေးတဲ့အခါမှာငါတော့တဲ့ထာဝရဘုရားပဲငါဥညွတ်တယ်လူတော့ငါဥညွတ်ဘူးတဲ့ဆိုတော့အဲ့ဒါကိုသူတို့ကတိုင်ပြောလိုက်တာဟုတ်တယ်ချလိုက်တော့ဟ
ဟာမန်တတိထားပြီးသွားတယ်ဟာမန်တတိထားပြီးတော့တကယ်လဲမော်တကယ်မပြောက်ငါလိုဘယင်ချီးမြောက်ပြီးတော့မျက်နှာသာပေးချင်းခံရတယ်မင်းကဦးမညွတ်ရဘူးလားမရှိခိုးရဘူးလားဆိုပြီးတော့ဒေါသထွက်သွားငကိုကလေးကဣတိလလူတွေကိုမုန်းနေတာအခုတော့အကွက်ရပြီဆိုပြီးတော့ပုံမုန်းသွားပြီးတော့သူကအကြံထုတ်တော့တာဒါနဲ့သူကဘယင်ကိုသွားခုံချောတယ်ဘယင်ကြီးရဲ့နားတော့မှလူတစ်မျိုးရှိတယ်ဘာမှလည်းသုံးမလို့ဘယင်ကြီးတွေ့လည်းဘာမှအရာမရဘူးဘယင်ကြီးထုတ်တဲ့စီကန်းကိုလည်းဒါစီကန်းပဲလေသူနန်းတော်ရဲ့အရာရှိတွေဝင်ထွက်ရင်အားလုံးဥညွတ်ရမှာဒါစီကန်းဘယင်ကြီးစီကန်းကိုလည်းချိုးဖောက်တဲ့သူရှိတယ်အဲ့လိုလူမျိုးကတော့ဘယင်ကြီးမထားသင့်ဘူးဘယင်ကြီးကလည်းသူချီးမြှောက်ထားတဲ့မျက်နှာပေးထားတဲ့ဟာမှပြောရဲဆိုတော့ဟုတ်ပဲထင်ပြီးတော့သဘောကျကဲဒါဆိုမြစ်ပါလို့ချင်တယ်တဲ့ဒီလူမျိုးတွေကိုကျွန်တော်ကောင်းကောင်းဆုံးမမှရမယ်အမျိုးလိုက်ကိုဆုံးမမှရကဲလို့စေးဆိုမှလက်စွပ်ပေးလိုက်တစိမ့်ပေါ့အဲ့နဲ့ဟာမန်ကကောင်းပြီဆိုပြီးတော့မော်တကယ်ဆိုတာဘာလူမျိုးလဲဆိုတာဣတွေလလူမျိုးဆိုတာသိပြီးတော့ဣတွေလလူမျိုးအကုန်တက်ဖို့ဟာမန်ကအမိန်ထုတ်လိုက်ဘယင်လက်စွပ်တစိမ့်နဲ့ခတ်ပြီးတော့အဲ့တိုင်းပြည်အောက်မှာရှိတဲ့လက်အောက်ခံတိုင်းပြည်အသီးသီးကိုအဲ့စာကိုဖြတ်လိုက်နော်ဆိုတော့မော်တကယ်ကြားတော့ဟာဝမ်းနဲ့ပဲလက်ဟာဘလို့ဖြစ်တာလဲနော်ငိုကြွေးပြီးတော့ short တွေဝတ်ပြီးတော့ hit တိုင်းမှာငိုကြွေးတယ်တဲ့ short တွေဝတ်ဆိုတာသိလားသူတို့တွေရွက်ဖြင်ချမ်းနော်ဝန်နေပြီတခုခုဖျားရှိမှတိုးရှိုးတောင်းမရတော့မယ်ဆိုရင်တနည်းအားဖြင့်သူတို့ရဲ့ကိုချိုးဖဲ့တာနာကျင်အောင်လုပ်တာပေါ့ငါရဲ့ဒွေတာခန္ဓာတွေအားလုံးငါစွန့်မယ်ကွာဒီຢာတက်မဲ့ချင်းတော့ငါစွန့်ပြီးတော့ဒီနောက်ဆုံးအဲ့ဒီရွက်ဖြင်ချမ်းလောက်ပဲနှိမ့်ချတဲ့သဘောကိုဆောင်ပြီးတော့နောက်ဆုံးခေါင်းပေါ်မှာတော့ပြတင်တယ်တော့သူမြေမုံထဲကသူဘာမှမဟုတ်ပါဘူးနှိမ့်ချပြီးတော့ဘုရားရှိခိုးတိုးဝင်ပြီးတော့ဘုရားကိုစာရှောင်လဲရှောင်မယ်ဒီလိုဆုတောင်းတယ်နှိမ့်ချပြီးတော့ဆုတောင်းတယ်တော့မော်ဒဂဲကအဲ့လိုမျိုးနေပြီးတော့လန်ကိုကျွေးတာဟိတယ်ဒါနဲ့ဣတတာကဘာဖြစ်တာလဲပေါ့နင်းသိမ့်လိုက်တာအဲ့လိုနင်းသိမ့်တော့လဲမော်ဒဂဲကပြန်ပြောလိုက်တာအေးတဲ့မင်းဒီလိုနင်းသိမ့်နေလို့လည်းမပြီးဘူးတဲ့အခုအရေးခင်းကတဲ့ငါတို့အားလုံးတက်ခံတော့ပါတဲ့ငါတို့တစ်မျိုးသားလုံးတက်ခံတော့ပါတဲ့အေးတဲ့မင်းလဲတဲ့အခုမင်းလဲရောက်လာပြီနော်တဲ့ငါတို့တစ်မျိုးသားလုံးကိုကိုစားပြုရမယ်မင်းလဲရောက်လာဒါပေမဲ့ဣဒတာပြောလိုက်နေဘယ်လိုလုပ်မလဲတဲ့အခုတော့ဘယင်ငါတဲ့သူ့စီကိုမခေါ်ဘူးတဲ့သူမခေါ်လို့ကိုယ်တဘောနဲ့ကိုတောင်းရင်သူမချင်နိုင်တပ်လိုက်တာတဲ့အေးအဲ့ဒါမသိဘူးတဲ့တကယ်လို့မင်းကငါတို့တစ်မျိုးသားလုံးကိုစားမိရပြောင်းနေနဲ့မင်းမရက်တီးဘူးဆိုရင်ဒီတစ်မျိုးသားလုံးတတ်တဲ့ခါမှာမင်းလည်းဣတိလလူမျိုးဆိုသူများသိသွားမယ်နော်တဲ့ငါဒါဆိုမင်းလည်းလွတ်မှာမဟုတ်ဘူးတဲ့ဆိုတော့မော်ဒဂဲကဒီလိုတီးပေးလိုက်တဲ့အခါကျတော့နောက်ဆုံးဣတတာဒါဆိုရင်ကောင်းပြီလေတဲ့ဣတိလတစ်မျိုးသားလုံးစာရှောင်မှာတောင်းရဲတဲ့ကျမလည်းအစာရှောင်မယ်တဲ့ကျမရဲ့တပည့်တွေနဲ့မောင်မမိတ်တယ်နဲ့သုံးရက်အစာရှောင်ပြီးရင်တဲ့ဘယင်စီကိုကျမဝင်တွေ့မယ်တဲ့အဲ့လိုဝင်တွေ့လို့တဲ့ဘယင်ကမခေါ်ဘူးတော့တဲ့ဝင်တွေ့မယ်တဲ့ကိုစားပြုဝင်တွေ့ပြီဘယင်ကစိတ်တော်မတွေ့လို့ကျမကိုတတ်မယ်ဆိုရင်လည်းတဲ့ကျမအတတ်ပလိစီဆိုပြီးတော့ဆုံးဖြတ်ချပြီးတော့သူ့အတွက်စာရှောင်မှာသူလည်းစာရှောင်မယ်ဆိုပြီးတော့3ရက်အစာရှောင်ပြီးတော့မှအဲ့လိုလဲဆိုတော့ဘယင်ကိုဝင်တွေ့ဖြစ်ချင်တော့အဲ့ဒီအချိန်မှာလဲဘယင်ကသူ့နန်းတော်ထဲမှာနေတာဘယင်နန်းတော်ရဲ့နဲ့မျက်နှာစိမ့်လိုက်ဘက်မှာမြင်ရတော့မှသူကသွားပြီးတော့ရိုက်မခေါ်ရင်နန်းတော်နာမကရသူကဆုံးဖြတ်ချက်နဲ့အစာချောင်ဆွတောင်းပြီးတော့သွားရက်အဲ့မှာခင်းကြီးငါမှာအငယ်တိတ်ကနေဖတ်မယ်နော်တော့ရမြောက်တော့နေနိုင်ဘုရားအဝတ်တရားကိုဝိစင်ရဲ့နန်းတော်အဆောင်တစ်ထက်တော်တွင်တိုင်းမှာရနေရှင်ပေရီနန်းတော်တပါးတစ်ဖက်တစ်ချက်နန်းတော်တဲ့ရလကနေပေါ်မှာထိုင်တော်မူမိဖုရားရဲ့တရားဒီတိုင်းတော်ထဲမှာရနေဒီကိုရှင်ပေရီနဲ့လူမျိုးတော်စိတ်ကြီးရဲ့
ပါသော ရွှေစစတန်လန်တန်ကိုဣတတာတို့ကမ်းတော်မူသည်ဣတတာဒီရှင်က၍ရာဇပလင်တော်ချုပ်တော်တိုးလေ ရပြီနော်3ရက်အစာရှောင်ပြီးလို့ဘယေစီကိုလာတယ်တတိုင်းတော်ရဲ့အရှိနာမှာရန်နေတယ်အပတ်တစ်ချက်မှာရန်နေတယ်ဆောင်းမတစ်ချက်မှာဘယင်ကလမ်းကြည့်ရလို့အေးတတာကိုတွေ့တော့တဲ့စိတ်တော်နူးညွတ်တယ်တဲ့နူးညွတ်တော်စိတ်ရှိတယ်တဲ့ပထမတစ်ချိန်တုန်းကလည်းအေးတတာကိုကြီးလိုက်တာနဲ့ဘယင်ကြည်နဲ့တော့အခုတစ်ချိန်လည်းအေးတတာကိုသူကဝင်လာပါလို့အမိတ်မပေးပြီမဲ့အေးတတာကိုမြင်တာနဲ့ဘယင်ကြည်နဲ့နော်အေးတတာထူချတယ်ပထမတစ်ချိန်ကဘယင်ဘာကြိုက်တယ်လဲဆိုတဲ့အရာနဲ့ပြင်ဆင်ပြီးတော့သွားတယ်ဘယင်အကြိုက်ဖြစ်စေတဲ့အတွက်ဘယင်ချိန်နဲ့ဒီတစ်ချိန်မှာကျတော့3ရက်အစာရှောင်ထားတယ်အရင်တုန်းကတော့တေချာအလှပြင်ထားတာတနေ့အလှပြင်တာအကောင်းဆုံးပြင်ဆင်ပြီးတော့သွားတယ်အခုတော့3ရက်အစာရှောင်ရင်တော့နည်းနည်းဘယ်လိုဖြစ်မလဲနည်းနည်းတော့ပိန်ကျသွားမှာပဲအဖို့စော်လိုက်နိုင်ပါပဲအဲ့တော့ပြီ3ရက်အစာရှောင်သူ့ဘာသူသွားတိုင်မှာပေါ့3ရက်အစာရှောင်ဆိုအသေးကြတာကတော့နည်းနည်းပိန်ချုံသွားမှာပဲအဝိတ်လေးနည်းနည်းကျသွားမှာပဲမျက်တွင်းလေးနည်းနည်းခြောင်သွားမှာပဲဟုတ်ပြီနော်ငကိုကတော့မလောက်ဘူးပေါ့ငကိုကအလားလောက်တော့တိတ်ပေါ်ပေါ်လွင်လွင်မရှိတော့ဘူးပေါ့နည်းနည်းညွညွငငယ်လည်းဖြစ်ကောင်းဖြစ်မှာပေါ့လန်းလန်းဆန်းဆန်းဖြစ်ချင်မှလည်းဖြစ်မယ်အစာရှောင်ထားတယ်ဆိုတော့အစာမစားတော့ဘူးဆိုတော့ဒါပေမဲ့ဒါကိုကြည့်ပြန်တော့လည်းဘယံဘာဖြစ်လဲဖင်ကျင်နဲ့တယ်တဲ့ချစ်ဘယံဟာကိုကြည့်တယ်ဣတတာနော်ကဲချမ်းသာထဲမှာ3ရက်တည်းသိရေးကြည့်ရနော်အာဗြဟံကသူ့သားကိုဘုရားပြတဲ့တောင်ပေါ်မှာငါပြတဲ့တောင်ပေါ်မှာလာပူဇော်ဖို့သွားတဲ့ခါမှာဘယ်နည်းကြာလဲ3ရက် ကဲဒီသားတယောက်လုံးကိုဘုရားကမီးရှို့ပြီးတော့ပူဇော်ခိုင်းတာနော်မီးရှို့ပြီးပူဇော်ခိုင်းတာအဲ့တော့သွားတဲ့ခီးက3ရက်ကိုသားကိုယ်တိုင်တတ်မယ်တပ်ပြီးမီးရှို့ရမယ်ဘုရားကြည်နာကဲစဉ်းစားကြည့်ပါဖေတို့ဟုတ်လားအခုပြီးတော့တယောက်တည်းတော့တူတည်းတော့သားအလွန်ချစ်တော်သားနော်ဘုရားကလည်းလေဘုရားကလည်းပြောတာမင်းတင်အလွန်ချစ်တော်တူဒီတော့သားကိုလာပူဇော်ပါလေဒါဘုရားစီကံတော်ဘုရားစီကံနဲ့ပဲလားဒီမှာချင်တယ်တင်တိတ်ချစ်တဲ့ဘယ်တော့မှနောက်ထပ်မရနိုင်တော့မဲ့တူဒီတော့သားကိုငေါ့လာပြီဒါပဲတင်တိတ်ချစ်တဲ့ဒီဇက်ကိုပေးပြီးဖျောက်ရှိသွားဖျားရက်ဆက်လိုက်တာမပြောနဲ့ဖျားစီကံမယ်ဟုတ်လားဖျားပေးဆိုရင်ပေးဖျားနည်းနည်းပပဈေးလျှော့ပါအောင်ပါအောင်ရအောင်ရမလားမရဘူးဒါဆိုဖျားကောသူဈေးစစ်ရောက်လောက်အစကလေးကရှော့ရှော့ပေါ့ပေါ့ပြောထားတာလားဟုတ်ဘူးမောင်လုံးဝဒါပဲငါ့ကိုလာကိုးကွယ်မယ်ဆိုရင်ဒါလားဘုရားတတ်မှတ်တာပဲဒါနဲ့လာကိုးကွယ်မှာကိုးကွယ်ခြင်းလို့တတ်မှတ်တာနော်ဒါနဲ့မလိုက်ကိုးကွယ်ခြင်းလို့မတတ်မှတ်ဘူးဒါဆိုရင်ဘုရားပြောရင်ပြောတဲ့အတိုင်းဘုရားကိုကိုးကွယ်မှာဘုရားကိုကိုးကွယ်ရရောက်တယ်နော်ဘုရားဘက်ကနားလည်ပြီးတော့ကိုချင်းစာပြီးတော့ရှော့ပေးဖို့ဘုရားဘက်ကလုံးဝမရှော့ဘူးမဘုရားကစကားတခွန်းပြောရင်ဘယ်လောက်တည်လဲသာဝရတည်တဲ့ဘုရားစကားမဖြစ်ဘူးထွက်ပြီးဘောရှင်ရဟုတ်တာပဲမကောင်းဘူးမင်းတယောက်တည်းရှိတာဟုတ်အေးလေးငါနားလည်းပေးပါတယ်မင်းအစီပြေလို့လာကိုပဲပြောဟာမပြောဘူးဒါဆိုရင်ဒါပဲတင်အာဗြဟံတတ်နိုင်တယ်မတတ်နိုင်ဘူးဆိုတော့ဘုရားသိလားသိတယ်အာဗြဟံမှာနောက်ထပ်သားရတော့မယ်မရတော့ဘူးဆိုတော့ဘုရားသိလားသိတယ်ဒါပေမဲ့ဘုရားပါပဲလေအဲ့ဒါပါကဲအဲ့ချမ်းစာမှာတော့
ဘောင်း20နှစ်မှာအာဗြဟံကိုစုံစမ်းခြင်းငါလို့တော့ဒီလိုမှတ်တမ်းတင်တာဒါကကျွန်တော်သိဖို့လေအာဗြဟံကိုမင်းငါစုံစမ်းဖို့အတွက်မင်းငါဒီလိုပြောမလားပြောဘူးတခါတလေဘုရားပြောလာတဲ့စကားကိုဘုရားငါ့ကိုစုံစမ်းလာလားဗလားမမင်းနဲ့ဘုရားဒါဆိုရင်ဒါပဲဘုရားငါ့ကိုစာမွေးစစ်တာလားမဟုတ်ဘူးလုံးလုံးစင်တင်ကြောက်ခံရမဆိုရင်ခံရမှာပဲဟုတ်တယ်မလားဘုရားဒါကိုဖြတ်ဆိုရင်ဖြတ်ဘုရားမီးပုံထဲဝင်ဆိုရင်ဝင်မယ်အဲ့တော့လေအဲ့ဒီမီးပုံယေရှုနာမနဲ့ဖယ်လို့တော့မပြောနဲ့ယေရှုနာမနဲ့ဒီမီးပုံဖယ်တချို့ကယေရှုနာမတော့ဘုရားကိုယ်တိုင်ထားပါတဲ့မီးပုံမှာဆိုမှတဲ့ယေရှုနာမတော့ဟုတ်လားရှားပြပေးဆက်ပြီးတော့ဟုတ်တယ်မလားဘုရားကိုယ်တိုင်ခွင့်ပြုထားတာနော်ဆိုတော့အဲ့ဒီထဲမှာဝင်ဖို့ပဲဘုရားလည်းရက်ဆက်လိုက်တာကျွန်တော်မှတယောက်တည်းသားရှိတာနော်ကျွန်တော်မှနောက်ထပ်မရနိုင်တော့ဘူးဆိုတော့အဲ့ဒါဒီပိုင်းနောက်မှပြောမှာအဲ့ဒါကဘာလဲဆိုတော့ standard of worship ကိုယ်ွယ်ခြင်းစံချိန်ကဒါပဲဒီထက်မလျော့ရအောင်ဒီထက်လျော့ရင် worship မဟုတ်ဘူးဒါဖျားတတ်မှာနော်ဒါနောက်နေ့ပြောရင်ပြောမယ် standard of worship နဲ့ပြန်ပြောဟုတ်နော်အဲ့ဒီ standard မမီမရဘူးဒါ worship မဖြစ်ဘူးဒါကြောင့်သင်တို့လေသိပြီးတော့ပေါ်တီပေါ်ပြမလုပ်ပါနဲ့ worship ဟုတ်ပြီလားဟုတ်ကဲ့ဟိုတချင်းဆိုတာလောက်ပဲဂီတာတီးတာလောက်ပဲဆိုပြီးတော့မှရပါတယ်ကွာစနေနေ့ငါတချင်းချင်တာပဲဒါမှမဟုတ်ငါ musician ပဲဒါငါအဆိုတော်ပဲမလုံးနဲ့နော်အဆိုတော်တွေသိကျွမ်းနေရင်လည်းပဲအဲ့လိုစိတ်ထားရှင်နေဘာမှမဟုတ်တဲ့သူဖျားတင်လိုက်တာနော်အဲ့လိုမျိုးဖျားလှုပ်လို့ရတယ်ဖျားမှာကြောက်ခဲတော့ထအောင်ခိုင်းလို့ရတယ်ဟုတ်တယ်မလားဟုတ်တယ်အဲ့ဒါပဲဖျားပြောတာဆိုတော့အခု3ရက်အာဗြဟံဒီတောင်ကိုရှောက်တဲ့အခါမှာ3ရက်ဆိုတာနဲတဲ့အချိန်မဟုတ်ဘူးနော်82နာရီဟုတ်တယ်မလားတွေးမျိုးပြောင်းလို့ရလားရတယ်အာဗြဟံယုံကြည်ခြင်းအာဗြဟံမျှော်လင့်ခြင်းအာဗြဟံဘုရားကိုချစ်ခြင်းအမျိုးမျိုးဖြစ်သွားနိုင်တယ်လူဟာတရက်အတွင်းမှာတော့မျိုးမျိုးစိတ်ပြောင်းနေကြတာအခုပဲဂတိပေးပြီးတော့ခဏတော့ sorry တော့ကိုတော့အခုပဲဆေဘိုတို့ပေးမယ်ခါမရှိတော့ခဏချီတုံးတယ်မယ်နော်ဆိုတာရှိတယ်ဆေဘိုတို့လို့ဒီနေ့ကျွန်တော်ပြောဖြစ်တယ်ဆေဘိုတို့ပေးပြီးတော့တိတ်ချီနေကြတာဒါတော့မှမှန်တော့မမှန်ပါဘူးဆေဘိုတို့ဟုတ်တယ်မလားကဲဆေဘိုတို့လို့ပြောလိုက်ပတ်စံတော့ပဲပြင်းမြင်တာဟုတ်တယ်မလားတင်ကဟုတ်တယ်အချိန်ဆေဘိုတို့ပေးလို့လားဖေရပေးဘူး24နိုင်ရှိတာ2နိုင်ကြော်ဖះအချိန်ပေးလားမပေးဘူးအဲ့ဒါများဖះအောင်ကြီးနော်ဟိုဆေဘိုတို့နဲ့ပဲကောင်းကြီးပြန်တောင်းနေတာအမဲသူကပဲ right ရှိတယ်လို့ပါလို့ကျွန်တော်ဆေဘိုတို့မှန်တယ်လေဘာဖြစ်လို့ဖះကောင်းကြီးမပေးလဲဆိုတာ complain ရတာလေဟုတ်တယ်မလားနော်ကြည့်ဆေဘိုတို့လို့ပြောရင်အချိန်လည်းပဲကဲနောက်ပြောမယ်နော်ဆေဘိုတို့တင်ပေးတယ်ပဲထား24နိုင်မှာ2နိုင်ကြော်အပြည့်ဝတင်ပေးတယ်ပဲထားဒါဆိုရင်22နိုင်ကြော်တင်ပါလို့လေကိုယ်တဘောကိုတုံးတယ်ပဲထားကဲငါကတော့တစ္ဆာရှိ2နိုင်ကြော်ဖျောက်ပေးပြီးဒါဆိုရင်တိတ်အချိန်ကဘယ်လောက်တောင်ဖြစ်နေလဲ22နိုင်ကြော်တင်တရားသလားမတရားဘူးနော်တင်လောက်ချင်တာလောက်တာ22နိုင်ကြော်တော့ဖျောက်ကျွန်တော်2နိုင်ကြော်ပဲပေးတယ်ဆိုရင်ဘယ်လိုလုပ်ဖျားချင်တယ်လဲနော်လူရေမင်းကစကားနားထောင်တော်ပါကွာမင်းကဘာမှမလုပ်ပေးချင်နေလို့ချင်လားဟမ်မင်းကစကားတစ်ခုပဲနားထောင်ကျွန်တော်ဘာမှမလုပ်ပဲမင်းနေချင်တယ်လို့နေဖြစ်ချင်လားဖြစ်ချင်ဟေးငါ့ကိုချင်းမင်းအကုန်လုံးပြေးပါပဲဖူးပဲလို့ချင်တယ်ဟုတ်တယ်မလားဒါပဲတပိုင်းတစားပဲလို့ချင်လားလို့ချင် partially နားထောင်တာပဲလို့ချင်လားလို့ချင်အပြေးပါဆက်မလုပ်တာဒါပဲဟုတ်လားဆေဘိုတို့မရှိလို့ပြောတာမဟုတ်ဆေဘိုပဲဖျားလို့ခြင်းဟုတ်လားဆေဘိုတို့မလို့ဘူးလို့ကျွန်တော်ပြောနေတာမဟုတ်တဲ့ဆေဘိုတို့နဲ့တိတ်ကုန်ယူနေတာဒါတော့မမှန်ဘူးပြောလိုက်မယ်ဟုတ်တယ်မလားဆိုတော့ဖျားကကျွန်တော်အသက်တာတစ်ခုလုံးကိုပေးစီချင်တာဆေဘိုတို့ထဲတာဆေဘိုတဲ့အပြည့်ဝပေးလို့ဆိုတာဘယ်နေစားဆိုဆေဘိုတို့ကနေစားသစ္စာအဲ့ဒါကနေသစ္စာရှိစား
ပြီးရင်2ဖုတ်ပေးပါပြီးရင်3ဖုတ်ပေးပါပြီးရင်5ဖုတ်ပေးပါပြီးရင်9ဖုတ်ပေးပါပြီးရင်10ဖုတ်အပြည့်ပေးလိုက်ဖရားအပြည့်ပေးရင်အပြည့်ရတယ်ဟုတ်လားဖရားတင်ကစိုးရိမ်နေတာဗမာပြည်မှာဆရာတယောက်ရှိတယ်10ဖုတ်တစ်ဖုတ်တိတ်နှမျောတဲ့သူတွေကိုသူကဒီလိုပြောပြတင်တို့လေတဲ့10ဖုတ်တစ်ဖုတ်ပေးရမှာဖရားတိတ်နှမျောတယ်ဟုတ်ပြီလေကျွန်တော်အကောင်းဆုံးအကြံပေးမယ်တဲ့တင်တို့တိတ်နှမျောတဲ့10ဖုတ်တစ်ဖုတ်တိမ့်ထားတဲ့မပေးချင်ဘူးတိမ့်ထားတဲ့9ဖုတ်ပေးလိုက်တဲ့ဘုရားတင်တော့မနေမြောင်းလေအဲ့ဆိုပေးလိုက်တယ်ဆေဘရိုတိတ်နော်အဲ့ချမ်းအဲ့လိုချမ်းပေးလိုက်တယ်ဘယ်ဆေဘရိုဟုတ်ပြီဆိုယောနာကငါးကြီးပိုက်ထဲမှာ3ရက်နေပြီးမှဖယားတုံတင်ချင်းခါပြီးမှသူထွက်လာပြီးစကားပြောလိုက်တာဖာဖို့ဖြစ်သွားတယ်နင့်တို့တစ်မျိုးလုံးပါပြောလာတယ်ပြောင်းလဲသွားတယ်3တွေကတိတ်ကြီးကြီးတယ်အလုပ်ဖြစ်တယ်ယေရှုက3ရက်မြေကြီးထဲမှာအမြုပ်ခံပြီးမှရှင်ပြန်ထမြောက်တဲ့အခါမှာကောင်းကင်အောင်မြေကြီးပေါ်မှာရှိတဲ့ဘွဲ့နာမတကအလုံးလုံးရဲ့အထက်အခွင့်အာဏာကိုပိုင်သွားတယ်ဟုတ်လားဆိုတော့3ကဏ္ဍအသိကြီးကြီးတယ်နော်တဲ့အများကြီးမပြောတော့ဆိုတော့အခုလည်းပဲတဲ့ဧတတာကိုစိတ်တော်နဲ့တွေ့တယ်တဲ့ခုနပြောသလိုမြက်တွင်းချောင်းကောင်းချောင်းနေမယ်ကိုယ်ရစစ်ကောင်းစစ်နေမယ်ဒါပေမဲ့ဧတတာကိုကြီးလိုက်တာနဲ့ဘယင်ကြည်နဲ့ပထမတစ်ခေါက်ကတနည်းအလှပြင်ပြီးတော့ပြည့်ပြည့်ဖြိုးဖြိုးနဲ့လှလှပပနဲ့ဘယင်ကြိုက်နေတဲ့အလှပမျိုးသူပြင်ထားတာအခုတော့ဘယင်ကြိုက်တဲ့အလှပြင်ထားတာမဟုတ်ဘူးနော်အာရွှေရုရှင်ပြင်ကြိုက်တဲ့အလှပြင်တာမဟုတ်ဘယင်တကာတော့ဘယင်ကြိုက်တဲ့အလှပြင်တာအာမင်ဖယားအရှိမမြတ်အချိန်ယူနေတာဖယားနဲ့အလှပြင်နေတာပထမအလှကအပြင်အလှဒုတိယအလှကအတွင်ဝိညာဉ်အလှဖြစ်ဘာဖြစ်လို့လဲဆိုအရေးကြီးတာပြီဘာအတွက်လဲဆိုဒုတိယအလှပြင်ရခြင်းကပထမအလှပြင်တာကသူတယောက်ကောင်းစားဖို့နဲ့သူချင်းအောင်ချင်းခံရဖို့ဒုတိယအလှပြင်တာကဘု து အတွက်ကိုစားပြုဆိုတမျိုးသားလုံးရဲ့အသက်အတွက်ကိုစားပြုတာသိရေးကြီးလူတွေရဲ့အသက်ကိုကယ်ဖို့အတွက်တင်အလှနဲ့မရဘူးလူတွေရဲ့အသက်ကိုကယ်ဖို့အတွက်ဝိညာဉ်အလှနဲ့ပဲရတယ်ဟုတ်လားဒါကြောင့်ဖယားအရှိမဘယင်တကာတို့ရဲ့ဘယင်အရှိမနစ်သက်တော်ရစ်ကိုသူပုံစော်နေတာဘုရားသခင်နဲ့ပေါင်းတင်းနေတာကိုယ့်ရဲ့အပြင်ဇာတိကိုချိုးဖက်ပြီးတော့အတွင်းဝိညာဉ်တွေကဘုရားကိုဆံငတ်တောင်းတခြင်းမျှော်လင့်ခြင်းလိုချင်ခြင်းတောင်းတခြင်းဝန်ခံခြင်းနဲ့သူချင်းကပ်နေတဲ့အခါမှာဘယင်ရဲ့စိတ်ကိုရေချောင်းလို့လွဲနိုင်တာဘုရားဖြစ်တယ်ဘုရားလှုပ်ချင်တာလှုပ်လို့ရတယ်ဒါကြောင့်အဲ့ဒီဘုရားနဲ့စိတ်တော်တွေ့တဲ့အခါမှာဘယင်စိတ်ကပြောင်းသွား။ဒါကြောင့်ဒုတိယလကဝိညာဉ်လဖြစ်တယ်။ပထမလကကိုယ်တက်တာချင်းရောက်ချင်းခန္ဓာကိုလဖြစ်တယ်။ဆိုတော့ဒီမှာပဲလာတော့နေ့ပြန်ပါဆက်။ပြောစရာရှိတယ်နော်အဲ့ဒါလေဒီတက်တာနဲ့ပတ်သက်နည်းနည်းချက်။နည်းနည်းရောနော်။နည်းနည်းခေါ်နိုင်စမယ်။ ပြင်ပါလား ဒီမှာပဲ